မင်္ဂလာပါကျွန်တော်လက်ရှိအသစ်ရေးဆွဲနေတဲ့ 2D Pro Max online software လေးအကြောင်းကိုပြပြပေးချင်ပါတယ်ဒီ software လေးကကျွန်တော်တို့ online software ဖြစ်ပြီးတော့မှ Dynamic Commission နဲ့တွဲဖက်ပြီးတော့မှအသုံးပြုရတဲ့ software ဖြစ်ပါတယ်ဒီ software လေးကိုဘယ်လိုအသုံးပြုရလဲဆိုတာရဲ့ဒီ software လေးမှာဘယ်လိုမျိုး feature အသစ်တွေပါဝင်လဲဆိုတာကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်เนาะအရင်ဆုံးကျွန်တော်တို့ admin software တွေကိုဝင်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ညာဘက်တောင်းက menu portal နဲ့ဝင်လိုက်မယ်ဆိုရင်ကျွန်တော် account ချက်လက်ကိုတွေ့ရပါမယ်အဲ့တော့ဒီ account ချက်လက်ကိုဝင်ရမယ်ဆိုရင်ကိုယ့်ရဲ့ user name တွေ password တွေကိုပြထားပြီးတော့မှဒီ password ကိုလည်းကိုယ်တိုင်ဝင်ပြီးတော့မှဒီ account ချက်လက်ထဲကနေပြီးတော့မှဝင်ပြီးတော့မှပြောင်းလိုက်နိုင်မှာဖြစ်ပါတယ်เนาะနောက်တစ်ခုကကျွန်တော်တို့ဒီအောက်မှာရောင်းချင်တက်မဲ့ရန်ဆိုတာလေးရှိပါတယ်เนาะအဲ့တော့ရောင်းချင်တက်မဲ့ရန်ဆိုတာကကျွန်တော်တို့ဒီရောင်းချင်တွေကိုကျွန်တော်ကိုယ်စိတ်ကြိုက်ကျွန်တော်တို့အချိန်ရင်အကန့်အသတ်မရှိကျွန်တော်တို့ကတက်မှတ်နိုင်မှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ကဒီ time 2D ဆိုရင်မနေ့နဲ့ညနေဆိုပြီးတော့မှရောင်းချင်တက်မှတ်ပေးရတယ်အဲ့တော့အဲ့မှာဆိုရင်ကျွန်တော်ကအပေါင်းလွှင့်နေပြီးတော့မှဒီနေရာမှာ AM ထက်ထက် PM ထက်ထက်ပေါ့เนาะကိုကြိုက်သလိုကျွန်တော်တို့ထည့်လို့ရတယ်ဒါမှမဟုတ်လည်းကျွန်တော်တို့မနေ့ဆိုလို့ရှိရင် AM ပေါ့เนาะညနေဆိုရင် PM လို့ထားလို့ရတယ်ဒါမှမဟုတ်လည်းကျွန်တော်မနေ့ဆိုပြီးရေးထည့်လေးရတယ်ပေါ့เนาะကျွန်တော်တို့ဒီမှာမနေ့ဆိုပြီးတော့ပဲရေးထည့်လိုက်ပါမယ်เนาะပြီးရင်ကျွန်တော်တို့ကိုယ့်ရဲ့အပေါ်တိုင်းကကိုယ့်ကိုပေးတဲ့ကော်မရှင်ကနေအယောစားကိုဒီနေရာမှာထည့်ပြရပါမယ်เนาะဒီမှာဆိုရင်ကိုယ့်ရဲ့အပေါ်တိုင်းကကိုယ့်ကိုကျွန်တော်30ပေးတယ်အယောစားကို85စာဆို85စာပေါ့ကျွန်တော်တို့ဒီမှာ80လို့ပဲထည့်လိုက်ပါမယ်เนาะပြီးရင်ကျွန်တော်စီပေါ်တော်လေးကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့မနက်ပိုင်းတွေရောင်းချိန်သတ်မှတ်ပြီးသွားပြီပေါ့เนาะထပ်ပြီးတော့ကျွန်တော်တို့အပေါင်းလို့နေပြီးတော့မှကျွန်တော်တို့ညနေပိုင်းတွေရောင်းချိန်ထပ်ပြီးတော့မှသတ်မှတ်လိုက်ပါမယ်ဒါကလည်းကျွန်တော်တို့ကိုယ့်ရဲ့အပေါ်တိုင်းကကော်မရှင်ကနေအယောစားကိုကျွန်တော်ထည့်ပြရမှာဖြစ်ပါတယ်เนาะပြီးရင်ကျွန်တော်တို့ save cloud လေးနေပြီးတော့မှတင်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ညနေအတွက်ရောင်းချင်သတ်မှတ်ပြီးတော့ပါပြီဒါကကျွန်တော်တို့ time to return ဖြစ်တဲ့ကြောင့်မို့နှစ်ကြိမ်ပဲသတ်မှတ်လိုက်တာပေါ့နော်တကယ်လို့ကိုကတခြားသောစင်ကာပူတို့ထိုင်ဝမ်တို့မလေးတို့တရက်ကို၄ကြိမ်၅ကြိမ်ထွက်တယ်ဆိုလို့ရှိရင်လည်းကိစ္စမရှိဘူးကျွန်တော်တို့ပေါင်းလေးကိုနေပြီးတော့မှကိုလိုချင်တဲ့လောက်စိတ်ကြိုက်အခြေအနေကိုထည့်သွင်းနိုင်မှာဖြစ်ပါတယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကရောင်းချင်ထည့်ပြီးသွားပြီထည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာဒီရောင်းချင်တွေပိတ်ထားတယ်ပေါ့နော်ကျွန်တော်တို့ထည့်လိုက်တဲ့ရောင်းချင်တွေပိတ်ထားတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီရောင်းချင်သတ်မှတ်တဲ့မှာရောင်းချင်တွေကိုကျွန်တော်ကဖွင့်မထားသေးဘူးပေါ့နော်အကုန်လုံးပိတ်ထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်နော်အဲ့တော့ဒီနေရာမှာကျွန်တော်မနက်ကိုရောင်းချင်ဖွင့်လိုက်ပါမယ်နော်ဖွင့်လိုက်တဲ့ချိန်မှာကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ဖွင့်ထားတဲ့ရောင်းချင်ကိုသူက default အနေနဲ့ပြပေးတာဖြစ်ပါတယ်နော်ဒီမှာဆိုရောင်းချင်ဖွင့်ထားဆိုပြီးပြောင်းသွားတယ်ပြီးလို့ရှိရင်ညနေကိုရွေးလိုက်မယ်ဆိုရင်တော့ဒါညနေပိုင်းကရောင်းချင်ပိတ်ထားတယ်ပေါ့နော်ဒီလိုမျိုးလေးကျွန်တော်တို့ဒီ dashboard မှာကျွန်တော်တို့အလွယ်တကူရောင်းချင်ဖွင့်ထားလားပိတ်ထားဆိုတော့သိနေမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီရောင်းချိန်တွေတက်မှတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ packet တွေထည့်လို့ရတယ်packet တွေထည့်တဲ့အခါမှာလည်းကျွန်တော်တို့ကတကွက်ချင်း packet နဲ့ထိပ် packet ဆိုပြီးတော့မှထည့်လို့ရပါတယ်เนาะတကွက်ချင်း packet ဆိုတာကကျွန်တော်တို့ကတကွက်ချင်းစီကိုpacket ဖြစ်တက်မှတ်တာဖြစ်ပါတယ်ဥပမာ1နဲ့3 4ပေါ့เนาะ5 6ပေါ့เนาะအဲ့လိုတကွက်ချင်းစီပိတ်တာဖြစ်တယ်ထိပ် packet ဆိုတာကထိပ်စီကနန်းတွေကိုပိတ်တာဖြစ်ပါတယ်เนาะ1ထိပ်2ထိပ်5ထိပ်စသဖြင့်ကျွန်တော်ထိပ် packet တွေထည့်ရဖြစ်ပါတယ်เนาะအဲ့ packet ထည့်မယ်ဆိုရင်တကွက်ချင်း packet ထည့်မယ်ဆိုရင် packet ထည့်နေဝင်မယ်ပြီးအောက်မှာရှိတဲ့ပေါင်းလုံးတွေပြီးမှကိုထည့်ချင်တဲ့ packet ကိုဒီမှာထည့်လို့ရတယ်ဥပမာကျွန်တော်က1နှစ်ကို packet ဖြစ်ထည့်မယ်ဆို1နှစ်ကိုထည့်လိုက်မယ်เนาะပြီးလို့ရှိရင်ကျွန်တော်တို့က3လေးကိုလည်းကျွန်တော် packet ဖြစ်သတ်မှတ်လိုက်မယ်เนาะဒါဆိုရင်ကျွန်တော်1နှစ်နဲ့3နှစ်ဒီကျွန်တော်တို့ကတကွက်ချင်း packet ဖြစ်ပါတယ်เนาะပြီးရင်ကျွန်တော်တို့ဒီ packet ထည့်ထားတဲ့ packet တွေပြန်ဖြတ်ချင်တယ်ဆိုလည်းတွေ့ပဲပေးရရှိတယ် delete portal လေးနေပြီးဖြတ်လို့ရတယ်ပြီးရင်ကျွန်တော်ထပ်ပြီးတော့မှကျွန်တော်တို့ထိပ် packet တွေထည့်မယ်ဆိုရင်ထိပ် packet ဝင်မယ်ပြီးလို့ရှိရင်ကျွန်တော်အောက်မှာရှိတဲ့အပေါင်းလေးနေပြီးတော့မှဒီမှာတော့သူကတကွက်ချင်းစီပဲထည့်ရမယ်ပေါ့เนาะ sorry တလုံးချင်းစီပဲထည့်ရမယ်เนาะဥပမာကျွန်တော်6ထိပ် page နေဆိုရင်6ကိုထည့်မယ်9ထိပ် page နေဆိုရင်9ကိုထည့်မယ်ပေါ့เนาะကျွန်တော်ဒီမှာ6ထိပ်နဲ့9ထိပ်ဆိုပြီးကျွန်တော်packet ထည့်လိုက်ပါမယ်เนาะဒါဆိုရင်ကျွန်တော်တို့ကတကွက်ချင်း packet နဲ့ထိပ် packet နဲ့ကျွန်တော်နှစ်ခုစလုံးထည့်ပြီးတော့ပါပြီအဲ့တော့ packet နဲ့ထည့်ပြီးသွားပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ commission နဲ့ဝင်ပြီးတော့မှစပြီးတော့မှ commission ဈေးနေအကောင့်တွေဖွင့်လို့ရပါပြီအဲ့တော့အကောင့်ဖွင့်ပြီးတော့မယ်ဆိုရင်ကျွန်တော် commission အကောင့်တွေဖွင့်ပြီးတော့မယ်ဆိုရင် commission နဲ့ဝင်မယ်အောက်မှာရှိတဲ့နေရာပေါင်းလေးကိုနှိပ်လိုက်ပါမယ်เนาะဒီနေရာမှာ ID နံပါတ်ကတော့သူက auto software သတ်မှတ်ပေးတာပေါ့เนาะကိုကထည့်စရာမလိုဘူးအမည်နေရာမှာတော့ကိုကြိုက်တဲ့နာမည်ထည့်လို့ရပါတယ်အင်္ဂလိပ်လိုပဲထည့်တယ်မာလိုပဲထည့်တယ်ပေါ့เนาะကိုရဲ့ commission အကောင့်ရဲ့နာမည်ကိုကိုကြိုက်သလိုထည့်လို့ရပါတယ်เนาะကျွန်တော်ဒီမှာတော့ဖိုးချစ်လိုပဲထည့်လိုက်ပါမယ်ပြီးရင်သူ့ကိုကျွန်တော် commission ဘယ်လောက်ပေးမလဲပေါ့เนาะပေးမယ်ဆိုလည်း commission ကထည့်လို့ရတယ်မပေးဘူးဆိုလည်းဒီတိုင်းထားခဲ့လို့ရပါเนาะရောစားကိုဘယ်လောက်တတ်မှတ်မလဲပေါ့နော်ကိုပေးချင်တဲ့ရောစားကိုလည်းကျွန်တော်ထည့်လို့ရတယ်ပြီးရင်စကားဝက်ကိုလည်းကိုပေးချင်တဲ့စကားဝက်ကိုကျွန်တော်တို့ကတတ်မှတ်ပေးလိုက်လို့ရပါเนาะဒီနေရာမှာကျွန်တော်တို့က commission ကနဲ့ရောစားတွေကို commission တဝင်းချင်းစီလိုက်ကိုစစ်ချက်တတ်မှတ်ပြီးတော့မှပေးနိုင်မှာဖြစ်ပါတယ်เนาะပြီးရင်ကျွန်တော်တို့ဒီမှာ account status ဆိုတာကတော့သူ့ရဲ့ account ကိုခိတ္တယာယီပိတ်ထားတာကိုဖြစ်ပါเนาะဒါကတော့ကျွန်တော်တို့နောက်ပိုင်းလေးမှာကျွန်တော်ဆက်ပြီးပြပြပေးမယ်လောလောဆယ်ကတော့ကျွန်တော်ဒီတိုင်းပဲကျွန်တော်တို့ထည့်ပြီးတော့မှ save ကိုနှိပ်လိုက်မယ်เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ purchase ဆိုတဲ့နာမည်နဲ့ကျွန်တော်တို့ account တစ်ခုဖွင့်ပြီးသွားပြီပေါ့เนาะထပ်ပြီးတော့မှကျွန်တော်နောက်ထပ်ပြီးတော့မှကျွန်တော်တို့အပေါင်းလေးနေပြီးတော့မှနောက်တစ်ခုထပ်ဖွင့်လိုက်မယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ကနီဆိုပြီးတော့မှတတ်မှတ်လိုက်ပါမယ်ပြီးရင်ကျွန်တော် commission ကတော့ကျွန်တော်30ပဲပေးလိုက်ပါမယ်ရောစားကိုတော့85ကျွန်တော်ထည့်ပေးလိုက်ပါမယ်เนาะစကားဝက်ကိုလည်းကိုကြိုက်တဲ့စကားဝက်ကိုထည့်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ save cloud လေးနှိပ်လိုက်ပါမယ်เนาะဒါဆိုရင်ကျွန်တော်တို့နီဆိုတဲ့ commission ကောင်းဖွင့်ပြီးတော့ပါပြီပြီးရင်ကျွန်တော်တို့ဒီကိုဖွင့်ထားတဲ့ chat လက်တွေကိုပြန်ပြင်နေဆိုရင်ဒီ edit portal လေးကိုနှိပ်ပြီးတော့မှပြင်ဆင်မယ်ဆိုရင်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ commission ကတော့လည်းကောင်းရောစားတော့လည်းကောင်း password တော့လည်းကောင်းပြန်ပြီးတော့ပြင်လို့ရတယ်ကိုထည့်ပေးထားတဲ့ password ကိုလည်းပြန်ပြီးတော့မှဒီမျက်လုံး portal လေးကိုနှိပ်ပြီးပြန်ကြည့်လို့ရတယ်ပေါ့เนาะ
ကယ်လို့ဖြတ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် edit portfolio နဲ့ပြီးတော့မှဖြတ်မယ်နေလိုက်မယ်ဆိုရင်ဒီ commission စင်းကပြတ်သွားမှာဖြစ်ပါတယ်เนาะဒီ commission account ဒီလုံးဝအပြီးပြတ်သွားမှာဖြစ်ပါတယ်เนาะဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖွင့်ထားတဲ့ account တွေကိုကိုယ့်ရဲ့အောက်က commission တွေကိုဘယ်လိုမျိုးပြန်ပို့ပေးမလဲဆိုရင်ကျွန်တော်ပုံမှန်အဖြစ်တော့ကျွန်တော်တခြား software မှာဆိုရင်တော့ကိုယ်တိုင်းပေါ့เนาะကျွန်တော်တို့ ID number တွေ user name တွေ password တွေသူတို့ရေးပြီးပို့ပေးရပါเนาะကျွန်တော်တို့ software မှာဆိုရင်အဲ့လိုမျိုးရေးစရာမလိုဘူးကျွန်တော်တို့ပို့ခြင်းတဲ့ commission ရဲ့ဒီ UI ကလေးကိုဖိထားလိုက်ဖိထားလို့ရှိရင်ကျွန်တော်ဒီမှာ copy ပြီးသားဖြစ်သွားမယ်ပြီးရင်သူတို့ရဲ့ Viber သို့မဟုတ် Telegram တွေပြန်ပြီးတော့ပို့လို့ရတယ်ပေါ့เนาะဥပမာ message ကနေပို့လို့လည်းရပါတယ်ပို့မယ်ဆိုရင်တော့ဒီပုံစံလေးထွက်လာမှာပေါ့เนาะဒီပုံစံလေးထွက်သွားမှာဖြစ်ပါတယ်ဒီမှာဆိုရင်ဒါကသူ့ရဲ့ ID number account ကြီးဖိုးချစ်လိုဝက် number က304လုံးပေါ့เนาะဒီတိုင်းလေးကျွန်တော်တို့ကပို့ပေးသွားမှာဖြစ်ပါတယ်เนาะကျွန်တော်ဒီမှာဆိုလို့ရှိရင်နီနီဆိုတဲ့ UI ကတ်ကိုဖိထားပြီးတော့မှပို့မယ်ဆိုဒါနီနီဆိုတဲ့ account ကိုကျွန်တော်ကဒါနီနီဆိုတဲ့ commission ကိုပေးပို့လို့ရဖြစ်ပါတယ်เนาะဒါဆိုရင် तू ကဒီအချက်လက်တွေကိုကြည့်ပြီးတော့မှသူ့ရဲ့seller app ထဲကိုဝင်ပြီးတော့မှအသုံးပြုနိုင်မှာဖြစ်ပါတယ်เนาะဟုတ်ပြီဒါဆိုလို့ကျွန်တော်တို့ admin ဘက်ကဖွင့်ပေးလိုက်တဲ့ account နဲ့ကျွန်တော်တို့ဒီ seller app ထဲကိုတစ်ချက်ဝင်ကြည့်အောင်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတော့ဝင်ပြလို့တော့မရဘူးပေါ့နော်သူတို့ရဲ့ဒီ screen record ကပိတ်ထားတဲ့အတွက်ကြောင့်မို့ဝင်ပြလို့မရအောင်နော်အဲ့တော့ကျွန်တော်တို့ဒါဖိုးချစ်ဆိုတဲ့ account နဲ့ကျွန်တော်တို့ဝင်လိုက်ပြီပေါ့နော် seller app ထဲကိုဝင်လိုက်ပြီဝင်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ menu button လေးကိုတစ်ချက်နှိပ်လိုက်လို့ရှိရင်ဒီမှာသူ့ကိုကျွန်တော်တို့အချက်လက်တွေပေါ့နော်အမည်ကဖိုးချစ်ပေါ့နော်ဒါ user name ပေါ့နော်ဖိုးချစ် commission က30အရောသား80ဆိုပြီးတော့မှအချက်လက်ကိုတစ်ခါတက်ပြီးကြည့်လို့ရတယ်အဲ့တော့ admin ဘက်ကကိုယ့်ကို commission ဘယ်လောက်ပေးထားလဲအရောသားဘယ်လောက်တက်မှတ်ထားလဲဆိုတော့ကြည့်လို့ရတယ်ပြီးရင်ကျွန်တော်တို့ account ချက်လက်ထဲဝင်ပြီးတော့လေကိုယ့်ရဲ့ဒီအချက်လက်အသေးစိတ်ကိုပြန်ကြည့်လို့ရသလိုဒီကိုယ့်ပေးထားတဲ့ admin ကဖွင့်ပေးထားတဲ့ password ကိုလည်းစကားဘက်ကိုလည်းကိုကစိတ်ကြိုက်ကိုကြိုက်တဲ့စကားဘက်ကိုပြန်ပြီးတော့မှပြင်ဆင်လို့ရမှာဖြစ်ပါတယ်เนาะပြီးရင်ကျွန်တော်တို့ဒီ menu portal ထဲမှာပဲကျွန်တော်တို့ page connect ကြည့်ရတဲ့ဝင်လိုက်မယ်ဆိုလို့ရှိရင်ဒါ dime bag ကသတ်မှတ်ပေးထားတဲ့ဒါတကွက်ချင်း page connect တွေရယ်ပြီးလို့ရှိရင် dime bag ကသတ်မှတ်ပေးထားတဲ့ကျွန်တော်တို့ထည့်သွင်းပေးထားတဲ့ပေါ့နော်ထိပ် page connect တွေကိုကျွန်တော်တို့သိနိုင်မှာဖြစ်ပါတယ်ဒါဆိုရင်တော့ dime က page connect တွေကိုပိတ်ထားတယ်ဘယ်ထိပ်စီး page connect ပိတ်ထားဆိုတော့ကိုကသိနိုင်မှာဖြစ်ပါတယ်เนาะပြီးရင်ကျွန်တော်တို့စပြီးတော့မှဒီ seller app ကနေပြီးတော့မှ commission ကနေပြီးတော့မှစင်းစပြီးတော့ထည့်တော့မယ်ဆိုရင်ကျွန်တော်တို့ထိုးသားတဲ့ဝင်ပေးရပါမယ်ဒါ seller ဆိုတာလဲ commission ပေါ့နော် commission ကလည်းသူ့အောက်ကသူ့စီမှာလာတင်တဲ့ထိုးသားရဲ့နာမည်တွေကိုကျွန်တော်တို့ကဒါဖွင့်ထားလို့စင်းဖွင့်ပြီးတော့မှထည့်လို့ရတယ်ပေါ့နော်ဥပမာကျွန်တော်တို့ဒီနေရာမှာကိုဆိုတဲ့ထိုးသားကပေါ့နော်ကိုစီမှာကဏ္ဍတင်နေကြသူဆိုရင်ကိုဆိုတဲ့နာမည်နဲ့သူ့ကို commission ကဘယ်လောက်ပေးမလဲပေါ့နော်ဥပမာ30ပေးရင်30 15ချက်ပေး15ချက်ပေါ့နော်ကျွန်တော်တို့ဖွင့်လို့ရတယ်တကယ်လို့ဒီမှာဆိုရင်ကျွန်တော်တို့မောင်ဆိုလို့ရှိရင်ကျွန်တော်သူ့ကို commission က15ချက်ပေးလိုက်မယ်နော်ကိုကတော့30သက်မှတ်ပေးထားပါတယ်နော်ဒီမှာတော့မောင်ကတော့15ချက်ပေးလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ save portal လေးနှိပ်လိုက်မယ်နော်အဲ့တော့ကိုထည့်ထားတဲ့ဒီ account တွေကိုလည်းပြန်ပြီးတော့မှပြင်ဆင်လို့ရသလိုကျွန်တော်ကပြန်ပြီးတော့မှလည်းဖြတ်လို့ရမှာဖြစ်ပါတယ်နော်အဲ့တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ commission sorry ထိုးသားစင်းတွေကိုလည်းဖွင့်ပြီးသွားပြီပေါ့နော်ဖွင့်လာတဲ့ကိုဖွင့်လိုက်တဲ့ထိုးသား UR ကတ်မှာလည်းကိုဘယ်လောက်ပေးထားတယ် commission ဘယ်လောက်မမောင်း commission ဘယ်လောက်ပေးထားဆိုတော့တန်းပြီးတော့မှသိနိုင်မှာဖြစ်ပါတယ်เนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီထိုးသားစင်းတွေဖွင့်ပြီးသွားဆိုလို့ရှိရင်တော့ကျွန်တော်တို့စပြီးတော့မှကဏ္ဍထည့်တော့မယ်ပေါ့เนาะဥပမာကိုရဲ့အောက်ကကိုကနေပြီးတော့ကိုစီမှာ Viber သို့မဟုတ် Message ကနေပြီးတော့ကဏ္ဍတွေလာတင်နေဆိုရင်သူတို့တင်လိုက်တဲ့ကဏ္ဍကိုကဒီမှာအပေါင်းပေါ်တော်လေးကိုနှိပ်ပြီးတော့မှကျွန်တော်တို့ဒီ software မှာထည့်သွင်းထားတဲ့ keypad ပေါ်တော်ကနေပြီးတော့မှစင်းတွေကိုထည့်လို့ရတယ်ဥပမာကျွန်တော်ကအခုဒီမှာဆိုရင်ကျွန်တော်1နှစ်ကိုထည့်လိုက်မယ်เนาะ1နှစ်ကိုကျွန်တော်9000ဆိုပြီးထည့်လိုက်မယ်ဒါဆိုလို့ရှိရင် तू ကပိတ်ကဏ္ဍမရပါဘူးเนาะဘာလို့ဆိုတော့ तू ကဒီ1နှစ်ဒီပိတ်ကဏ္ဍထည့်ထားတာဖြစ်တဲ့ကြောင့်မို့ဒါပိတ်ကဏ္ဍဆိုရင်မရဘူးပေါ့เนาะမရရင်ကျွန်တော်တို့ကဒါကိုထည့်လို့မရဘူးပေါ့เนาะထပ်ပြီးတော့မှကျွန်တော်ကဟုတ်ပြီကျွန်တော်ကတော့1နှစ်ကတော့ထည့်လို့မရဘူးကျွန်တော်1တစ်ကိုအားလိုက်ရင်ရောအားပြီးထည့်ကြည့်လိုက်ရင်ရောအားပြီးထည့်ကြည့်လိုက်လို့ရှိရင်တော့ तू က1နှစ်ဒီပိတ်ကဏ္ဍတော့ဖြစ်တဲ့အခါကျတော့ तू 1နှစ်ကတော့မရဘူးပေါ့နော်အဲ့မှာကျွန်တော်ကမယူပါလို့နေရင်တော့ तू ကစင်းရလုံးဝသွင်းပေးမှာမဟုတ်ဘူးပေါ့နော်တကယ်လို့ကျွန်တော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီထဲမှာကျွန်တော်က1နှစ်ကတော့ပိတ်ကဏ္ဍဖြစ်တဲ့ကြောင့်မို့မရတာတော့ဟုတ်တယ်ဒါပေမဲ့ကျွန်တော်က1တစ်ကတော့ယူမယ်ဆိုရင်ယူမယ်နှိပ်လိုက်မယ်ဆိုတာနဲ့ तू က1တစ်ကိုတော့ထည့်ပေးသွားမယ်နော်1နှစ်ကတော့ပိတ်ကဏ္ဍဖြစ်တဲ့ကြောင့်မို့ तू ကထည့်မပေးသွားဘူးနော်အဲ့တိုင်းပဲကျွန်တော်ကဥပမာပိတ်ကဏ္ဍဆိုကျွန်တော်တို့ဒီမှာဆိုရင်9ထိပ်တို့6ထိပ်တို့ပိတ်ကဏ္ဍပါတယ်ပေါ့နော်အဲ့မှာဆိုကျွန်တော်ဥပမာ9ပါကိုကျွန်တော်ထည့်လိုက်မယ်ဆိုရင် तू ကဒီ9ထိပ်နဲ့ပတ်သက်တဲ့ဟာတွေ तू မရတော့เนาะ9ထိပ်နဲ့ပတ်သက်တဲ့ဟာတွေမရဘဲနဲ့9နောက်ကဟာတွေပဲ तू စင်းသွင်းတော့မှာเนาะဥပမာကျွန်တော်ယူမယ်ဆိုနေလိုက်မယ်ဒါဆိုရင် तू က9ထိပ်နဲ့ပတ်သက်တဲ့စင်းတွေကသွင်းပေးမသွားဘူးပေါ့เนาะကျွန်တော်တို့9ထိပ်မဟုတ်တဲ့ဟာတွေပဲသွင်းပေးသွားတယ်ပေါ့เนาะအဲ့တိုင်းပဲကျွန်တော်တို့က6ထိပ်ထည့်တာဆိုလို့ရှိရင်လည်းဥပမာ6ပါဆိုထည့်မယ်ဆိုရင်ကျွန်တော်တို့မရဘူးပေါ့နော်6ထိပ်နဲ့ပတ်သက်တဲ့ဟာဆိုမရဘူးကျွန်တော်တို့6ထိပ်ပေါ့နော်6ထိပ်ကျွန်တော်တို့မှာ9000ဆိုပြီးထည့်ကြည့်မယ်ဒါဆိုရင်မရဘူးပေါ့နော်6ထိပ်နဲ့ပတ်သက်တဲ့ဟာတွေမရဘူးပေါ့နော်မရဘူးဆိုရင်တော့လုံးဝ6ထိပ်ဆိုတဲ့အတွက်ကြောင့်မို့တစ်ခွက်မှာထည့်လို့မရဘူးပေါ့နော်ဒီလိုမျိုးလေးကျွန်တော်တို့ဒါပေကနန်းတွေကို admin ဘက်ကသတ်မှတ်ထားတဲ့ပေကနန်းတွေကိုထည့်လို့မရအောင်ကျွန်တော်ပြုလုပ်ပေးထားပါတယ်နော်အဲ့တော့ကျွန်တော်စင်းလင်းစမ်းထည့်ကြည့်အောင်နော်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်လိုတာရခလုတ်လေးပေါ့နော်ပြောမရှင်တော့ keyword လေးတွေကျွန်တော်တို့များများထည့်လို့ရအောင်လုပ်ပေးထားတယ်ဥပမာကျွန်တော် power ထည့်ချင်တယ်ဆို power လေးရွေးပြီးတော့မှကျွန်တော်တို့ကမှကိုထည့်ချင်တဲ့ငွေမောင်လေးထည့်ပြီးရိုက်ထည့်လိုက်မယ်ဒါဆိုရင် तू ကထိတ်ကနန်းတွေပါတယ်ပိတ်ကနန်းတွေပါတယ်တော့ तू ကပြပေးမှာပေါ့နော်တကယ်လို့မပါဘူးဆိုရင်တော့ကျွန်တော်တို့တန်းထည့်သွားလို့ရရပါတော့ဟုတ်ပြီကျွန်တော်တို့ဒါထည့်လိုက်မယ်နော်တကွက်ချင်းထည့်လိုက်ဒါဆိုရင်ကျွန်တော်တို့4000မူထည့်လိုက်ပြီပေါ့နော်4000ထည့်လိုက်ပြီဆိုတော့တခါတည်းသူ့ရဲ့ UN ကတ်မှာစုစုပေါင်းကျွန်တော်တို့ထိုးကြည့်ရ4000 commission ကဘယ်လောက် honor ဘယ်လောက်ဆိုပြပေးတယ်အဲ့တော့ဒီမှာ voucher ထဲမှာဝင်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ voucher တစ်
ဆောင်ချင်းတွေကိုသူကပြန်ပြီးတော့မှသူထည့်လိုက်တဲ့စင်းတွေကိုပြန်ပြီးကြည့်လို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ထပ်ပြီးတော့မှကျွန်တော်နောက်ထပ်စင်းတစ်ခုထပ်ထည့်လိုက်မယ်နော်ကျွန်တော်ထပ်ပြီးတော့မှထည့်ကြည့်အောင်အဲ့တော့ဒီမှာဆိုရင်တော့ကျွန်တော်ဒီတစ်ခါကျရင်ကျွန်တော်တို့ကဟိုပါပေါ့နော်အပူးစုံထည့်လိုက်မယ်နော်အပူးစုံထည့်လိုက်မယ်အပူးစုံ9000ဒီမှာလဲကျွန်တော်တို့က9ထိပ်6ထိပ်တွေပါတဲ့ခါကျတော့9ထိပ်6ထိပ်ကိုဖယ်ပြီးတော့ channel ကဏ္ဍတွေကိုပူကဏ္ဍတွေထည့်ပြီးသွားပါနော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘောက်ချာ2ဆောင်ထည့်လိုက်ပြီပေါ့နော်ဘောက်ချာ2ဆောင်ထည့်လိုက်ပြီဒီမှာ2ဆောင်လုံးကိုလည်းပြန်ပြီးတော့မှကြည့်လို့ရတယ်ပေါ့နော်သူ့ရဲ့အချိန်ထည့်လိုက်တဲ့အချိန်တွေရက်စွဲတွေလည်းအတိအကျပြပြီးထားရပါတော့အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒီနေရာမှာဆိုရင်ကျွန်တော်ကထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးသွားပြီပေါ့နော်ဘောက်ချာတော့ထည့်ပြီးသွားပြီဒါပေမဲ့ကိုထည့်လိုက်တဲ့ဘောက်ချာကိုကျွန်တော်ကမှားပြီးတော့ထည့်လိုက်မိတယ်ပေါ့နော်မှာကဏ္ဍတော်လည်းကောင်းဝေပေါ်တော်လည်းကောင်းကျွန်တော်မှားထည့်မိတယ်ဆိုရင်ပြဿနာမရှိဘူးပြန်ပြင်လို့ရတယ်ပေါ့နော်ပြင်မယ်ဆိုကျွန်တော် edit portal လေးကိုနှိပ်လိုက်နှိပ်ပြီးလို့ရှိရင်ကိုပြင်နေတဲ့ဟာပေါ့ဥပမာကျွန်တော်ကိုလေးကိုကျွန်တော်က9000ကိုကျွန်တော်6000ပြင်နေဆိုရင်ကျွန်တော်ဒီမှာဆိုရင်6000ဆိုပြီးတော့ပြန်ပြောင်းလိုက်ပေါ့နော်6000ဆိုပြီးပြန်ပြောင်းလိုက်ပြီးရင်သိမ်းမယ်ဆိုနှိပ်လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ4000အောက်တူတယ်ပေါင်းမှာလည်း4000ဖြစ်သွားပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်း तू ကတကူလေးက6000ဖြစ်သွားပြီဒီမှာကျွန်တော်ပြင်လိုက်တဲ့စင်းကို तू ကဒီမှာ wire highlight mini နဲ့ပြတယ်နော်အဲ့တော့ဘယ်စင်းကိုဘယ်ကဏ္ဍတွေကိုပြင်လိုက်တယ်ဆိုတော့သိအောင်လို့ပြပေးထားတာပေါ့နော်တကယ်လို့ကျွန်တော်ကအဲ့လိုပြင်တာမဟုတ်ဘဲနဲ့ကျွန်တော်ကဒီထဲမှာတခုခုကြံခဲ့လို့ပေါ့နော်ကဏ္ဍကြံခဲ့လို့ပေါ့နော်ထက်ကျင်နေဆိုလို့ရှိရင်ကျွန်တော်အပေါင်းလေးကိုနှိပ်လိုက်ဒါဆိုရင်ကျွန်တော်ကဏ္ဍကိပတ်လေးရောက်သွားမယ်ပြီးရင်တော့ကိုထက်ကျင်နေကျွန်တော်တို့ကဏ္ဍကိုတစ်ခါထပ်ပြီးတော့မှထည့်လိုက်ပေါ့နော်စင်းကိုပြန်ပြီးထည့်လို့ရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာခွန်6 9000ဆိုပြီးတော့မှစင်းတစ်ခုတိုးလာမှာဖြစ်ပါတယ်နော်တချို့ software တွေကကျွန်တော်ကအခုလိုမျိုးဒီ voucher တစ်စောင်ထဲမှာစင်းပေါင်းလို့မရဘူးပေါ့နော်တကယ်လို့ဒီခွန်6ကိုထက်ကျင်နေဆိုနောက်တစ်စောင်ထပ်ထွက်လာမှာပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်တော့ကျွန်တော် voucher တစ်စောင်ထဲမှာပဲကျွန်တော်ထက်ကျင်နေဆိုလည်းထည့်လို့ရအောင်လုပ်ပေးထားပါတယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကအခုလိုမျိုးစင်း voucher တွေကိုပြင်တာတွေထည့်တာတွေကကျွန်တော်ကအများနဲ့လုပ်လို့ရလားဆိုရင်တော့မရပါဘူးကျွန်တော်တို့9မိနစ်ထိပဲလက်ခံပါတယ်เนาะအဲ့တော့ဒီစင်းတစ်ခုကိုကျွန်တော်တို့ကဘောက်ချာတစ်ခုထည့်ပြီးတာနဲ့9မိနစ်တွင်မှာကျွန်တော်တို့ဒီစင်းတွေကိုပြင်လို့ရမယ်ဖြတ်လို့ရမယ်ဒါမှမဟုတ်လည်းကျွန်တော်တို့ထပ်ပြီးတော့တစ်ထပ်ထုတ်လို့ရမယ်ပေါ့เนาะတကယ်လို့ကိုက9မိနစ်ကျော်သွားရင်เนาะကျွန်တော်တို့ဒီဘောက်ချာတွေကိုလုံးဝပြင်ဆင်ခွင့်ကျွန်တော်ဖြတ်ခွင့်ကျွန်တော်တို့ဒါမှမဟုတ်စင်းထပ်တိုးခွင့်လုံးဝမရှိတော့ပါဘူးဘာလို့ဆိုတော့ကျွန်တော်တို့ admin ဘက်ကလက်မခံတော့လို့ဖြစ်ပါတယ်เนาะအဲ့ခါကျရင်တော့ကျွန်တော် admin ကိုပြန်ပြီးတော့မှသူတို့ဒီဘောက်ချာစင်းတွေကိုပြန်ပြီးတော့မှပြင်ဆင်ခိုင်းရမှာဖြစ်ပါတယ်เนาะ admin ကိုပြင်ခိုင်းမယ်ဆိုရင်တော့ရပါတယ်เนาะပြီးရင်ကျွန်တော်တို့ဒီဘောက်ချာကိုလည်းကျွန်တော်တို့ကအပေါ်မှာ copy ဆိုတဲ့ button လေးယူပြီးတော့မှကိုယ့်ရဲ့ထိုးသားတွေကို Viber သုံး message တွေပြန်ပြီးတော့မှပို့လို့ရမှာဖြစ်ပါတယ်เนาะဟုတ်ပြီဒါဆိုရင်တော့ဒါကျွန်တော် voucher တစ်ခုချင်းစီရဲ့ဒါအချက်လက်တွေကိုကြည်တာပေါ့เนาะအဲ့တော့ဒါကတော့ voucher တွေဝင်ပြီးတော့မှဒီ voucher တစ်ခုချင်းစီရဲ့အချက်လက်တွေကိုကြည်တာတကယ်လို့ကဏ္ဍများနဲ့ဝင်လိုက်မယ်ဆိုရင်တော့စောစောက voucher 2ဆောင်တင်ထားတဲ့အတွက်ကြောင့်မို့2ဆောင်သလုံးရဲ့စင်းတွေကိုဒီမှာလဲကြပုံစံမျိုးနဲ့ပြပေးထားတယ်ဒီမှာဆိုလို့ရှိရင်ထိုးချင်းများဆုံးကဏ္ဍကိုထိဆုံးမှာပြပေးထားတယ်ထိုးချင်းနဲ့ဆုံးကဏ္ဍကိုအောက်ဆုံးမှာသွားပြီးပြပေးထားတယ်ပေါ့เนาะအဲ့တော့အောက်မှာလည်းစုစုပေါင်းကျွန်တော် voucher 2ဆောင်လုံးရဲ့စုစုပေါင်းတူတယ်ပေါင်းဘယ်လောက်ရှိရဆိုတော့လည်းတစ်ခါတည်းတက်ပြီးတော့မှကြည်နိုင်တယ်ပြီးရင်ကျွန်တော်တို့ဒီမှာ copy shot လေးနေပြီးတော့မှဒီစင်းကိုလည်းကိုပို့ခြင်းတဲ့သူကို Viber သုံးဖို့ message ကနေပို့လို့ရမှာဖြစ်ပါတယ်เนาะအဲ့တော့ဒါကတော့ကျွန်တော်တို့ voucher 3000ရှင်3000လုံးရဲ့စင်း9000ရှင်9000လုံးရဲ့စင်းကိုကြည့်လို့ရမှာဖြစ်ပါတယ်เนาะအဲ့တော့ကဏ္ဍများတဲ့နေဝင်ပြီးတော့မှကြည့်လို့ရပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ထည့်လိုက်တာနဲ့အများကျွန်တော်တို့စုစုပေါင်းတူတယ်ကဘယ်လောက် commission ကဘယ်လောက် contribute ဘယ်လောက်ဆိုတော့လည်းတစ်ခါတည်းတက်ပြီးတော့သိနေမှာဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီ 2D program online software မှာနောက်ထပ်ထူးခြားချက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီစင်းနေထည့်တဲ့ခါပါပေါ့နော်အဓိကဒီ online software သုံးတဲ့သူတွေနဲ့ဒီ commission နဲ့တိုင်ကြမှာပြဿနာဘာလဲဆိုတော့ commission တွေက software တွေမသုံးကြအောင်ဘာလို့လဲဆိုတော့သူတို့ကအခုလိုမျိုးတကွက်ချင်းစီကိုရိုက်ထည့်မယ်ဆိုရင်သူတို့ကစင်းနေအများကြီးတက်တာဖြစ်တဲ့ကြောင့်မို့ရိုက်ထည့်ဖို့အချိန်မီထည့်ဖို့မလွယ်ဘူးပေါ့နော်မလွယ်တဲ့ခါကျတော့ပုံမှန်အဖြစ်ကျွန်တော်တို့ဒီ copy paste မပါဘူးဆိုရင်တော့သူတို့ဘက်ကတော်တော်လေးစစ်မပြေဘူးပေါ့နော်အဲ့တော့သူတို့မသုံးကြတဲ့သူတွေများတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ software မှာဆိုရင်ကိုယ်ကနန်းလက်ကောက်ကနေပြီးရိုက်ထည့်လို့လည်းရတယ်ဒါမှမဟုတ်လည်းကျွန်တော်တို့က copy ယူပြီးထည့်ခြင်းလဲဆိုလဲထည့်လို့ရအောင်လုပ်ပေးထားပါတယ်အဲ့တော့ copy ယူထည့်တဲ့ပုံစံလေးကိုကျွန်တော်နမူနာပြပေးမယ်နော်အဲ့တော့ကျွန်တော်တို့ copy ထည့်တာတော့ဘယ်ကနေပဲပို့ဖို့ကျွန်တော်ထည့်လို့ရတယ်နော်ဥပမာကျွန်တော် Viber ကနေပဲပို့ဖို့ message ကနေပို့ဖို့ Telegram ကနေပဲပို့ဖို့ကြိုက်တဲ့နေရာနေပို့ကြိုက်တယ်လို့ copy ယူပြီးထည့်လို့ရပါတယ်နော်အဲ့တော့ဒီမှာဆိုကျွန်တော် copy ယူလိုက်မယ်ယူပြီးကျွန်တော်တို့ထည့်ခြင်းတဲ့သူရဲ့ဘေးမှာcopy button လေးရှိပါတယ်နော်ဒီဟာလေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးကျွန်တော် paste ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင် तू ကတခါတည်းဒီမှန်ကန်တဲ့စာကြောင်းတွေပါတာဖြစ်တဲ့ကြောင့်မို့တခါတည်းတန်းပြီးတော့မှစင်းကိုသိမ်းပြီးသွားရပါတော့ဒီနေရာမှာကျွန်တော်တို့ကထည့်လိုက်တဲ့အထဲမှာ software ကလက်မခံနိုင်တဲ့ပုံစံပေါ့နော် software ကမသိတဲ့ပုံ format တွေပါလာလို့ရှိရင်တော့ဒီမှာပြင်ခိုင်းမှာပေါ့နော်ဒါတော့အကုန်လုံးကမှန်ကန်တဲ့ပုံစံတွေဖြစ်တဲ့ကြောင့်မို့ तू တန်းပြီးထည့်ပြီးသွားတာဖြစ်တယ်အဲ့တော့ကျွန်တော်ထည့်မယ်ဆိုလေးနှိပ်လိုက်မယ်နော်နှိပ်တဲ့အခါမှာလည်းကျွန်တော် copy paste ထည့်တာတော့ဟုတ်တယ်ဒါပေမဲ့ကျွန်တော်ကဒီမှာ page ကဏ္ဍတွေရှိတယ်ပေါ့နော် page ကဏ္ဍတွေရှိတယ်ကျွန်တော်တို့မှာ9ထိပ်တွေပိတ်ထားတယ်6ထိပ်တွေပိတ်ထားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့3ထိပ်3 4ပေါ့နော်ကျွန်တော်3 4ဆိုတဲ့ဒါ page ကဏ္ဍတွေပေါ့နော် page ကဏ္ဍတွေမှာပါတယ်ကြောင့်မို့ तू ဒီ page ကဏ္ဍတွေဆိုရင်တော့မရဘူးပေါ့နော်မရဘူးဆိုလို့ရှိရင်ကျွန်တော်ကမယူတော့ဘူးဆိုရင်တော့ကျွန်တော်ကတကွက်မှာထည့်ပြီးမှမဟုတ်တော့ဘူးပေါ့နော်တကယ်လို့ရတယ်
လေကျွန်တော်ပေကနန်းလွယ်ပြီးတော့ channel ကနန်းတွေယူမယ်ဆိုရင်တော့ကျွန်တော်ယူမယ်ဆိုလေးနေလိုက်မယ်ဒါဆိုလို့ရှိရင် तू ကခုလိုမျိုးဒီ preview ပုံစံနဲ့ပြမယ်เนาะဒီ preview ပုံစံပြပေးတာဘာကြောင့်ပြပေးရတာလဲဆိုတော့तू ကကျွန်တော်တို့ပုံမှန်အဖြစ်ကျွန်တော် copy paste software တွေကเนาะကျွန်တော်တို့ဒီတရားကနုံးမှန်ကန်မှုမရှိနိုင်ဘူးပေါ့เนาะကျွန်တော်ဒါတော့ကျွန်တော်တို့ program ရတွက်ပေးတာဖြစ်တဲ့ကြောင့်မို့လူရဲ့အုံနောက်လို့စဉ်းစားတာမဟုတ်ဘဲနဲ့ဒီကျွန်တော်တို့ထည့်ပေးထားတဲ့ program ရပဲ तू တွက်ချက်ပေးတာဖြစ်ကြောင့်မို့တချို့ဟာတွေ तू ကအဓိပ္ပာယ်မှားပြီးတော့မှเนาะကျွန်တော်တို့တွက်မိတာမျိုးရှိတယ်စင်းမောင်းတွေမှားနိုင်တယ်ပေါ့เนาะအဲ့ဒီခါကျရင်ကျွန်တော်တို့ကအဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်စင်းကိုတန်းမထည့်ပေးဘဲနဲ့ preview အနေနဲ့ရင်ပြပေးတယ်အဲ့တော့ကျွန်တော်တို့ထည့်လိုက်တဲ့ထဲမှာကျွန်တော်တို့ကတစ်ခုချင်းစီအချက်လက်တစ်ခုချင်းစီပြန်ကြည့်လို့ရတယ်เนาะဒီနေရာမှာကျွန်တော်တို့ကစင်းမှားနေရဆိုရင်ငွေမောင်မှားတာလားကနန်းမှားတာလားကိုမှားတဲ့ဟာတွေကိုပြန်ပြီးပြင်လို့ရတယ်เนาะငွေမောင်တော်၎င်းကျွန်တော်တို့ကနန်းတော်၎င်းပြန်ပြင်လို့ရဒါမှမဟုတ်လည်းကျွန်တော်တို့မထည့်တဲ့ကနန်းတွေပါလာဆိုလို့ရှိရင်တစ်ခုချင်းစီပြန်ပြီးဖြတ်လို့ရမယ်เนาะဒီတိုင်းပဲကျွန်တော်အသေးစိတ်ပြန်ပြီးကြည့်ပြီးထည့်လို့ဖြတ်လို့ရပါတယ်ဒီမှာအပူးဆုံးဆိုလို့ရှိရင်ဒီမှာဆိုရင်3ညာဘူး1ဘူး2ဘူး9ဘူးဒီပါတယ်ပေါ့เนาะဒါဆိုရင်ဒါမှန်တယ်ပေါ့เนาะဒီလိုမျိုးအချက်လက်တစ်ခုချင်းစီစစ်ဆေးပြီးတော့မှကျွန်တော်တို့မှန်ကန်တယ်ကျွန်တော်တိုတယ်ပေါင်းကလည်းမှန်တယ်ဒီထဲမှာရှိတဲ့စင်းတွေကလည်းတစ်ခုချင်းစီကျွန်တော်တို့ကြည့်တဲ့အခါကျတော့အကုန်လုံးမှန်တယ်ဆိုမှသာလျှင်သူကစင်းရင်းကိုတစ်ခါတန်းပြီးတော့မှထည့်လို့ရအောင်လုပ်ပေးတာဖြစ်ပါတယ်เนาะအဲ့တော့ဒီမျိုးမှန်ကန်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့စစ်ကိုနှိပ်လိုက်ပါမယ်เนาะဒါဆိုရင်သူကစင်းသွင်းပေးတော့မှာဖြစ်ပါတယ်เนาะဒါဆိုရင်ချင်းကျွန်တော်တို့ဒါဘောက်ချာတစ်စောင်သွင်းပေးတော့ပါပြီเนาะဒီမှာဆိုရင်ကျွန်တော်တို့သွင်းလိုက်တဲ့ဘောက်ချာကိုလည်းပြန်ပြီးတော့မှကြည့်လို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ပို့ပြီးတော့ rich နဲတော့ပါပေါ့เนาะပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ့လိုမျိုး preview မပြပေးဘူးဆိုတော့ကျွန်တော်တို့ကဒါ software ကထည့်လိုက်တာမှန်လားမှားလားဆိုတော့ကျွန်တော်ကတစ်ခုချင်းစီပြန်ပြီးတော့မှစစ်ဖို့ဆိုတာမလွယ်ဘူးပေါ့เนาะဒါကတော့ကျွန်တော်တို့ဒီလိုမျိုးတစ်ခွက်ချင်းစီပြန်စစ်ဖို့ဆိုတာမလွယ်တော့ဘူးဒါကြောင့်မို့ကျွန်တော်တို့ကခုလိုမျိုးလေး preview ပြန်ကြည့်လို့ရအောင်လေကျွန်တော်လုပ်ပေးတာဖြစ်ပါတယ်เนาะဟုတ်ပြီဒါကျွန်တော်နောက်တစ်စောင်ထည့်တဲ့ကြည့်မယ်ပြောနောက်တစ်စောင်ထည့်တဲ့ကြည့်မယ်နောက်တစ်စောင်ထည့်တဲ့အခါမှာလည်းကျွန်တော်တို့ဘယ်လိုပုံစံလေးပြရလဲဆိုတော့ချက်ကြည့်အောင်เนาะဟုတ်ပြီကျွန်တော်ထည့်လိုက်တဲ့အချိန်မှာကျွန်တော်ဒီထဲမှာကျန်တဲ့ဟာတွေကတော့မှန်တယ်ဒါပေမဲ့ခွေဘူးမှာကျွန်တော်တို့ကကျွန်တော်တို့သတ်မှတ်ထားတဲ့ပုံစံနဲ့မတူတော့ဘူးเนาะ format မတူတဲ့အခါကျတော့သူကပြင်ခိုင်းတယ်ပေါ့เนาะပြင်ခိုင်းတဲ့အခါမှာကျွန်တော်ကဆိုကြပါဆိုကျွန်တော်ကဒီဟာကိုမှားထည့်လိုက်တယ်ဗျထားပါတော့ပြင်လိုက်တဲ့အချိန်မှာကျွန်တော်ကပြင်လာလည်းမမှန်သေးဘူးပေါ့เนาะထည့်မယ်ဆိုရင်သူကမှားနေသေးတယ်ပေါ့เนาะပြန်ပြီးပြင်ခိုင်းမှာဖြစ်ပါတယ်เนาะတန်းမထည့်ပေးသေးဘူးเนาะအဲ့တော့ကျွန်တော်ဒီနေရာမှာဘယ်နေရာလုံးနေလဲဆိုတော့ကျွန်တော်တို့ခွေနဲ့ပူးကြမှာတုံချောင်းလေးပါနေရပေါ့เนาะအဲ့တုံချောင်းလေးကိုဖြတ်ပြီးတော့မှကျွန်တော်တို့ထည့်မနေလိုက်လို့ရှိရင်တော့သူကဒီမှာပေကနန်းတွေပါရင်တော့ပေကနန်းတွေပြပြင်ပေါ့ဗျမပါဘူးဆိုတော့မပြတော့ဘူးเนาะပြီးရင်ကျွန်တော်ယူမယ်ဆိုလေးနှိပ်လိုက်ဒါဆိုရင်သူကဒီမှာကျွန်တော်ထည့်ထားတဲ့ခွေဘူးဆိုရင်ခွေဘူးထည့် copy paste ထည့်ထားတဲ့ပုံစံတိုင်းပဲသူကပြပြီးတယ်ဒီချက်လက်တွေကိုပြန်စစ်မယ်စစ်ပြီးသွားလို့တကယ်လို့မှန်ကန်တယ်ဆိုမှကျွန်တော်ကစစ်ကိုနှိပ်ပြီးတော့မှစင်းသိမ်းလိုက်လို့ရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အမှားရင်းနဲသွားမှာပေါ့เนาะအမှားနဲသွားတဲ့ခါကျတော့ကျွန်တော်တို့ဒါစင်းပေါင်းတွေပါလေမှားမှပြုမှလည်းစိုးရင်စရာမလိုတော့ဘူးเนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်ကဒါဘောက်ချာတွေကိုထည့်ပြီးသွားပြီเนาะထည့်ပြီးသွားတဲ့အချိန်မှာကျွန်တော်ပထမတော့ကျွန်တော်ဘောက်ချာထည့်လိုက်တယ်ပေါ့เนาะကျွန်တော်8:39မိနစ်ကနေထည့်လိုက်တယ်ဒီမှာထည့်လိုက်တယ်ပေါ့เนาะအဲ့ဘောက်ချာကိုကျွန်တော်တစ်ချက်ပြန်ပြင်ကြည့်အောင်ပေါ့เนาะပြင်မယ်ဆိုရင်ဒါ loss ရောလက်ရှိရောပြင်လို့ရတယ်ပေါ့เนาะဘာလို့ကျွန်တော်တို့ဒါကျွန်တော်တို့ဒီ9မိနစ်မပြည့်တဲ့အခါကျတော့ပြင်လို့ရနေမှာပေါ့เนาะဒီမှာပြင်လို့ရနေသေးရပေါ့เนาะအဲ့တော့ကျွန်တော်တို့9မိနစ်ကျော်သွားလို့ရှိရင်တော့ဒီဘောက်ချာတွေကိုပြန်ပြီးတော့ပြင်လို့ရမှာမဟုတ်တော့ပါဘူးเนาะအဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒီမှာစင်းတင်လိုက်ပြီဆိုတာနဲ့ဒီထိုးသားနှစ်ခုလုံးရဲ့စင်းပေါင်းပေါ့နော်ကျွန်တော်ဒီမှာဆိုရင်8600ရဲ့4သိန်းနဲ့မှာ8000ရဲ့ကျွန်တော်တို့နှစ်ခုတင်ထားတယ်တင်ထားတဲ့တူတယ်ပေါင်းတွေကိုဒီမှာတခါတည်းဒီ use seller app ရဲ့ဒီ DevOps မှာပြပေးထားပါနော်ကျွန်တော်တို့စုစုပေါင်းကျွန်တော်တို့ရောင်းကြီးကဘယ်လောက်ရှိတယ် commission ကဘယ်လောက် control ဘယ်လောက်ကျန်တယ်ဆိုတော့တခါတည်းတန်းပြီးသိနိုင်မှာဖြစ်ပါတယ်နော်အဲ့တော့ပြီးလို့ရှိရင်ဒါကကျွန်တော်တို့ကဒီထိုးသားတူးချင်းစီရဲ့အချက်လက်တွေကိုကြည့်ရတာပေါ့နော်ကြည့်ရတဲ့ပုံစံဖြစ်တယ်အဲ့မှာကျွန်တော်တို့ကဒီလေဂျာတွေကိုသွားကြည့်မယ်ဆိုရင်အမှသူကထိုးသား2ဦးလုံးမှာစင်းထည့်ထားတယ်ဒါမှမဟုတ်5ဦးမှာစင်းထည့်ထားဆိုထည့်ထားတဲ့စင်းတွေအားလုံးကိုလေဂျာနေနဲ့ပြန်ပြီးတော့မှကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူကပထမပုံစံကတော့သူကထိုးချင်းများဆုံးခဏကိုထိဆုံးမှာပြပေးထားတယ်ထိုးချင်းနေစင်းကအောက်ဆုံးမှာပြပေးထားတယ်ပြီးရင်စုစုပေါင်းကွက်ရဘယ်လောက်တိုတယ်ပေါင်းဘယ်လောက်ဆိုပြီးတခါတည်းပြပေးထားတယ်ပေါ့နော်တန်းပြီးတော့သိနိုင်တယ်ကိုအဲ့လိုမျိုးမကြည့်ချင်ဘူးကျွန်တော်က3.3နဲ့99ဒီကြည့်ချင်တယ်ဆိုလို့ရှိရင်အပေါ်မှာ AZ လေးရှိပါနော် AZ လေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်3.9နဲ့99ဒီကနန်းတွေကိုကျွန်တော်တို့အစင်လိုက်ပြပေးထားတော့ရှားရတာလည်းပို့ပြီးတော့လွယ်ကူမှာဖြစ်ပါတယ်နော်တကယ်လို့အဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်ကဥမာထိတ်ကနန်းတွေကြည့်ချင်တယ်ဥမာကျွန်တော်ခွန်ထိတ်နဲ့ပတ်သက်ပြီးကြည့်နေဆိုခွန်လို့ရိုက်လိုက်မယ်ဆိုရင်ခွန်ထိတ်နဲ့ပတ်သက်တဲ့ကနန်းတွေကိုကျွန်တော်တို့ကရွေးချယ်ပြီးတော့ကြည့်နေမှာဖြစ်တယ်လို့ကျွန်တော်တကွက်ချင်းစီကြည့်နေဆိုဥမာကျွန်တော်96ကိုကြည့်နေဆိုရင်ဒါ96ကထိုးထားတာမရှိဘူးပေါ့နော်ဥမာ3လေးကိုကြည့်မယ်ဆိုတော့ဒါထိုးထားတာမရှိဘူးကျွန်တော်ထိုးထားတဲ့ကနန်းတွေပေါ့ဥမာ96ဆိုလို့ရှိရင်ဒါ96က6900ဘူးထိုးထားရှိရပေါ့နော်ဒီလိုမျိုးကျွန်တော်အသေးစိတ်တစ်ခုချင်းဒီချက်လက်တွေကိုလည်းကျွန်တော်ကရှာဖွေပြီးတော့မှလဲကြမှာကြည့်နိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီလဲကြကိုလည်းကျွန်တော်က copy ယူခြင်းနဲ့ကိုပို့ခြင်းတဲ့သူကိုပြန်ပြီးပို့ခြင်းနဲ့ဆိုရင်ဒီမှာအပေါ်မှာ copy ဆိုတဲ့ button လေးပတ်ပါတယ်ဒီ button လေးကိုနှိပ်ပြီးတော့မှကျွန်တော်တို့ပို့ခြင်းတဲ့သူကို Viber 3 message ကနေပြန်ပြီးတော့မှပို့လို့ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ seller app မှာကျွန်တော်တို့ဒါစရင်းထည့်ရတဲ့ပုံစံနဲ့လဲကြကြည့်ရတဲ့ပုံစံကိုပြပေးတာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒီ seller app တင်လိုက်တဲ့စရင်းတွေကို admin app မှာဘယ်လိုမျိုးပေါ်လဲဆိုတာတစ်ချက်ကြည့်အောင်နော်အဲ့တော့ admin app ထဲကိုတစ်ချက်ပြန်ဝင်လိုက်ပါမယ်နော်ဝင်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီမှာဆိုရင်တက်လာပြီပေါ့နော်စုစုပေါင်းကျွန်တော်တို့ဟာရောင်းကြီးရဘယ်လောက်ဆိုပြီးတက်လာပြီအဲ့တော့ commission နဲ့ဝင်လိုက်မယ်ဆိုရင်ဒီမှာဆိုရင်ဒါဒီမှာ full chip ဆိုတဲ့ commission ကတင်ထားတယ်ပေါ့နော်တင်ထားတယ်သူ့ရဲ့စင်းတွေကိုကျွန်တော်ဒီမှာတစ်ခါတိုင်းပြီးတော့မှကြည့်လို့ရတယ်ပေါ့နော်ကြည့်လို့ရတယ်ဒီနေရာမှာကျွန်တော်တို့က
နီနီဆိုတဲ့ကော်မရှင်ကတော့ဒါကျွန်တော်ကမတင်ထားသေးဘူးเนาะစင်းမတင်ထားတော့ဘာမှမပြဘူးเนาะအဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဒီပေါချာတွေကိုလည်းကျွန်တော်အသေးစိတ်တစ်ခုချင်းတည်းပြန်ပြီးတော့မှကြည့်လို့ရတယ်เนาะပေါချာဆိုလည်းအသေးစိတ်တစ်ခုချင်းတည်းပြန်ကြည့်လို့ရတယ်အဲ့တော့ဒီဖိုးချစ်ဆိုတဲ့ဒီကော်မရှင်ကတူတင်ထားတဲ့ပေါချာတွေပေါ့เนาะကျွန်တော်ဒီမှာဆိုရင်လည်းပေါချာထဲမှာလည်းကျွန်တော်တို့ပြင်ထားတာတွေပဲရှိရဆိုလို့ရှိရင်ဒါတန်းပြီးသိနိုင်တယ်ပေါ့เนาะအဲ့တော့ဘယ်ပေါချာတော့သူပြင်ထားတယ်ဆိုတော့ကျွန်တော်တို့ဒိုင်ဘက်ကနေပြီးတော့မှ admin ဘက်ကနေပြီးတော့မှကျွန်တော်ကြည့်လို့ရပါတယ်เนาะဟုတ်ပြီအဲ့တော့ကျွန်တော်တစ်ချက်ပြပေးပါဦးမယ်เนาะအဲ့တော့ဘာပြပေးမလဲဆိုရင်ကျွန်တော်တို့ခုဒီမှာဆိုရင်ဒါထိုးသားဘက်ကနေပြီးတော့မှကျွန်တော်တို့စောစောတင်ထားတဲ့ပေါချာပေါ့เนาะပေါချာတစ်စောင်ဟိုကျွန်တော်တစ်ချက်ပြင်ကြည့်မယ်เนาะပြင်လိုက်တဲ့အချိန်မှာသူကပြင်လို့မရတော့ဘူးเนาะဘာလို့ဆိုတော့ပြင်လို့လည်းမရတော့ဘူးထက်လို့လည်းမရဘာလို့မရတော့လဲဆိုရင်ကျွန်တော်တို့တတ်မှတ်ချိန်ကြော်သွားပြီပေါ့เนาะ9မိနစ်ကြော်သွားတဲ့ခါကျတော့သူကပြင်ဆင်လို့မရတော့ဘူးထက်လို့လည်းမရတော့ဘူးเนาะအဲ့ခါကျရင်တော့တကယ်လို့ကိုကပြင်ကျင်တယ်ထက်ပြီးတော့မှထည့်ကျင်တာလေးရှိရဆိုရင်တော့ admin ကိုဆက်သွယ်လိုက်ပေါ့เนาะ Viber နဲ့ဆက်သွယ်ပြီးတော့မှကျွန်တော်တို့ဒီ voucher number လေးပေါ့เนาะဒီ voucher number လေးကဘယ်စင်းလေးကိုတော့ကျွန်တော်ပြင်ပေးပါဒါမှမဟုတ်လည်းကျွန်တော်တို့ဘယ်ဟာလေးတို့ထည့်ပေးပါဆိုပြီးပြောလို့ရတယ်ဘာလို့ဆိုတော့ကျွန်တော် admin ဘက်ကကျတော့သူကအခြေအမြစ်သူကဒီ voucher တွေကိုပြင်လို့ရတယ်ဖြတ်လို့ရတယ်ထည့်လို့ရတယ်ပေါ့เนาะကျွန်တော်ဒီမှာ admin ဘက်ကနေပြီးတော့မှဒီသူ့ရဲ့အောက်က commission တွေရဲ့ဒီ voucher တွေကိုစင်းတွေကိုပြန်ပြင်ပေးခြင်းနဲ့ထည့်ပေးခြင်းနဲ့ဆိုဘယ်လိုလုပ်မလဲဆိုရင်ဥပမာကျွန်တော်တို့ဒါဖိုးချစ်ပေါ့เนาะဖိုးချစ်ရဲ့ဘေးမှာအပေါင်းလေးကိုနှိပ်လိုက်ဒါဆိုလို့ရှိရင်ဒီဖိုးချစ်အောက်ကထိုးသားတွေကိုဒါဒိုင်ဘက်ကနေပြီးတော့တန်းပြီးတော့မှမြင်ရတယ်ပေါ့နော်အဲ့တော့မြင်ရတဲ့အခါမှာကျွန်တော်တို့ဒီမှာဘောက်ချာတွေကိုဝင်လိုက်ပေါ့နော်ဘောက်ချာတွေကိုဝင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့စောစောကဒီ user app ကပေါ့နော် seller app ကနေပြီးပြင်လို့မရတဲ့ဟာတွေကဒီ admin ဘက်မှာကျွန်တော်တို့ကဒါပြင်လို့ရတာကိုတွေ့ရမှာဖြစ်ပါတယ်เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုအောက်ကcommission တွေကစင်းနေပြင်နေတာဘောက်ချာတွေပြင်နေတာဆိုလို့ရှိရင်ကျွန်တော်တို့တတ်မှတ်ချိန်နဲ့ကြော်သွားပြီးပြင်လို့မရတော့ဆိုရင်ဒိုင်ကိုလှမ်းပြီးတော့မှပြင်ခိုင်းလို့ရပါတယ်เนาะဒီလိုမျိုးလေးကျွန်တော်တို့ fashion လေးကျွန်တော်စုံအောင်လေးကျွန်တော်တို့လုပ်ပေးထားပါတယ်အဲ့တော့ဒါဆိုလို့ရှိရင်တော့တဝူးချင်းစီရဲ့ကျွန်တော်တို့ကကနန်းတွေကိုလည်းကျွန်တော်တို့ပြန်ကြည့်လို့ရမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အစုံပေါ့ဗျာကျွန်တော်ဘောက်ချာဆိုလဲဘောက်ချာကို copy ယူလို့ရအောင်လုပ်ပေးထားတယ်เนาะပြီးလို့ရှိရင်ကျွန်တော်တို့ကနန်းတွေဆိုလို့ရှိရင်ကနန်းတွေကိုလည်းကျွန်တော်တို့ဒီ ledger ကိုလည်းကျွန်တော်တို့တဝူးချင်းစီလိုက်ကျွန်တော် copy လို့ရအောင်လုပ်ပေးထားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့သူတို့ရဲ့ဒီထိုးသားတွေရဲ့เนาะဒီကိုယ့်ရဲ့ commission အောက်မှာရှိတဲ့ထိုးသားတွေရဲ့အချက်လက်တွေဘောက်ချာတွေကိုလည်းပြင်ဆင်ပေးလို့ရအောင်ကျွန်တော်တို့ admin ဘက်ကနေလုပ်ပေးထားပါတယ်เนาะပြီးလို့ရှိရင်ကျွန်တော် ledger ထဲမှာဆိုလို့ရှိရင်ဥပမာခုမှcommission က9ဦးတင်ထားရဆို9ဦးလုံးတင်ထားတဲ့စင်းကို ledger နေနဲ့ကြည့်လို့ရတယ်เนาะဒါကလည်းကျွန်တော်တို့စောစောကပြပေးထားတဲ့ user app မှာလိုမျိုးပဲကျွန်တော် AZ ကိုပြောင်းပြီးတော့မှကိုလိုလိုမျိုးကျွန်တော်တို့ကစိတ်ကြိုက်ကျွန်တော်တို့ပြန်ပြင်ဆင်ပြီးတော့မှကြည့်လို့ရပါတယ်เนาะအောက်မှာဆိုလို့ကျွန်တော်စုစုပေါင်းကွက်ရဘလောက်စုစုပေါင်းရောင်းကြီးရဘလောက်ဆိုတော့တန်းပြီးသိနိုင်မှာဖြစ်ပါတယ်เนาะအဲ့တော့ဒီ ledger ကိုလည်း copy ယူပြီးတော့မှကိုပို့ချင်တဲ့သူကိုပြန်ပြီးတော့မှ admin ဘက်ကနေပြန်ပို့လို့ရမှာဖြစ်ပါတယ်เนาะအဲ့တော့ admin app မှာဆိုရင်နောက်ထပ်ကျွန်တော်တို့ဒီ seller app နဲ့ပေါ့နော်မတူတဲ့အချက်ကဘာလဲဆိုတော့ admin app မှာကျွန်တော် break ဖြတ်ကြည့်လို့ရပါတယ်အဲ့တော့ဒီမှာဆို break ထဲဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာဒါတော့ကျွန်တော်တို့ default ထည့်ထားတဲ့ဟာပေါ့နော်ကျွန်တော်ဒီမှာဆိုကြပါစို့ဒါဆိုရင်ကျွန်တော်စိုးစိုးကဒီစီးရင်တိုင်းပဲပေါ့နော်အဲ့တော့ကျွန်တော်ကဟုတ်ပြီကျွန်တော်ဒီမှာကျွန်တော်ကဆိုကြပါစို့ကျွန်တော်က3000ပို့ break ဖြတ်ကြည့်နေဆိုရင်3000ထည့်လိုက်ဒါဆိုရင် तू ကဒီဇယားကွက်က2ခုရှိရပေါ့နော်ကျွန်တော်ဘယ်ဘက်ဇယားကွက်ကတော့ကို break ဖြတ်ထားတဲ့အပိုင်းဖြစ်တယ်ပေါ့နော်ညာဘက်ဇယားကွက်ကတော့ကျွန်တော်တို့ဒါကျွန်းကွက်တွေဖြစ်ပါတယ်နော်ဥပမာကျွန်တော်ဒီမှာဆိုရင်3000 break ဖြတ်ထားတယ်3000နဲ့ကျွန်းကွက်တွေကညာဘက်ဇယားကို auto ထုတ်ပေးတာဥပမာကျွန်တော်ဒီမှာဆိုရင်နှစ်ကွက်က2000ခွဲဖို့ရှိရပေါ့နော်2000ခွဲဖို့ဆိုရင်ကျွန်တော်တို့က9000နှစ်ခွန်9000ကျွန်တော်တို့ဒီမှာ9000ဖြစ်လိုက်9000ထည့်လိုက်မယ်ဆိုရင်ကျွန်တော်နှစ်ခွန်ဒီကျွန်တော်တို့ကပြောင်းသွားပြီပေါ့နော်ကျွန်တော်ငွေပမာဏပြောင်းသွားပြီကျွန်တော်တို့ဒါဆိုတော့ကျွန်တော်တို့ဒီ9000ထဲကျုံတဲ့ကွက်ဒီနှစ်ခွန်နဲ့ရောက်သွားပြီနော်ကျွန်တော်တို့မှာဆိုကြပါစို့ကျွန်တော်တို့တကွက်မှမဖြတ်သေးခင်မှာတော့ကျွန်တော်နှစ်ခွန်2800ရှိတယ်အဲ့တော့ကျွန်တော်ဒီမှာ9000ထည့်လိုက်မယ်နော်9000ထည့်လိုက်မယ်ဆိုရင်နှစ်ခွန်2300ဖြစ်သွားပြီနော်ဒါဆိုရင်ကျွန်တော်တို့ကဒီနှစ်ခွန်ဒီဒါ2300မို့ကျုံသွားတယ်ပေါ့နော်ကျွန်တော်ကဒီမှာနှစ်ခွန်ကတော့9000မို့ယူလိုက်တယ်ဖြစ်ပါတယ်နော်ဒီမှာဆိုနှစ်ခွန်က9000မို့ယူလိုက်တယ်ဒီမှာတော့2300ကျုံသွားပြီပေါ့နော်အဲ့တော့ဟုတ်ပြီဒီစင်းကိုကျွန်တော်ကကိုယ့်ရဲ့အပေါ်တိုင်းကိုပြန်ပို့ခြင်းနဲ့ဆိုရင်ဘယ်လိုပို့ရမလဲဆိုရင်ကျွန်တော်တင်မယ်ဆိုလေးနေလိုက်ပါနော်တင်မယ်ဆိုလေးနေတာဒီမှာဒီထဲမှာစင်းဝင်သွားပါပြီအဲ့တော့ဒီစင်းတွေကိုလည်းတစ်ချက်အသေးစိတ်ကျွန်တော်တို့ဘယ်ကနေနေဘယ်လောက်ဖို့တင်ထားဆိုပြန်ကြည့်လို့ရတယ်စုစုပေါင်းကျွန်တော်ဘယ်လောက်ဖို့ရှိဆိုကြည့်လို့ရတယ်ပြီးတော့ကိုတင်လိုက်တဲ့အချိန်ကိုလည်းရက်စွဲတွေကိုလည်းဒီမှာတခါတည်းအတိအကျလေးပြပေးထားပါတယ်နော်ပြီးရင်ကျွန်တော်ဒီမှာ copy ဆိုတဲ့ button တွေကိုနှိပ်လိုက်ပါပြီးရင်ကိုယ့်ရဲ့အပေါ်တိုင်းကိုပြန်ပြီးတော့မှပေးပို့နိုင်မှာဖြစ်ပါတယ်နော်အဲ့တော့ညာဘက်ဇယားကွက်မှာဆို sorry ဘယ်ဘက်ဇယားကွက်မှာဆိုလို့ရှိရင်လည်းကိုပြည့်ပြတ်တာစုစုပေါင်းကဘယ်လောက်ဖို့ရှိတယ်ကော်နော်ပြီးဘယ်လောက်ရှိတယ်ဆိုတာကိုသူကတခါတည်းတွက်ချက်ပေးတာဖြစ်ပါတယ်နော်ပြီးရင်တော့ကျွန်တော်တို့ဒီကို break ဖြတ်ထားတဲ့စင်းရင်းစရာကိုလည်းကိုကပို့ချင်တဲ့သူရှိတယ်ဆိုရင် copy ဆိုတာလေးနှိပ်ပြီးတော့မှကိုပို့ချင်တဲ့သူကို Viber သုံးဖို့ message ကနေပြန်ပြီးတော့မှပေးပို့နိုင်မှာဖြစ်ပါတယ်နော်ဟုတ်ပြီဒါကတော့ကျွန်တော်တို့ဒီ admin app ကဒီပါတဲ့ဒီ break ဖြတ်တဲ့ပုံစံလေးကိုပြပေးတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီ seller app မှာတော့သူ break မပါဘူးပေါ့နော်ဒိုင်းကဘာလို့လဲဆိုသူ့ရဲ့အောက်ကလူကို break ဖြတ်ခွင့်မပေးထားတဲ့အတွက်ကြောင့်မို့ဒီ break စနစ်ကိုထည့်သွင်းမပေးထားတာဖြစ်ပါတယ်เนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကလောလောဆယ်ကျွန်တော်တို့စီးရင်တွေတစ်ချက်ကြည့်အောင်เนาะစီးရင်နဲ့ဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကတူးချင်းစီလိုက်ပေါ့เนาะဒါမှမဟုတ်ဖိုးချစ်ကဘယ်လောက်ဖို့ထည့်ထားတယ်ဆိုတော့တူးချင်းစီလိုက်ကျွန်တော်တို့စီးရင်တွေပြန်ကြည့်လို့ရတယ်အဲ့တိုင်းပဲကျွန်တော်တို့ဒီ seller app မှာလည်းကျွန်တော်တို့ဒီသူ့ရဲ့ထိုးသားတွေရဲ့စီးရင်ကိုအသေးစိတ်ပြန်ကြည့်လို့ရတယ်ပေါ့เนาะလောလောဆယ်တော့ကျွန်တော်တို့ဒီမှာ
ဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီထိုးသားရဲ့တင်ထားတဲ့စင်းတွေကိုကျွန်တော်တို့ပြန်ပြီးတော့မှကြည့်လို့ရမှာဖြစ်ပါတယ်เนาะဟုတ်ပြီအဲ့ဆိုရင်တော့ကျွန်တော်တို့ဒါစင်းကြည့်တဲ့အပိုင်းတွေကတော့ဒါအားလုံးလဲ admin app မှာ user app မှာရောဒါပြည့်စုံသွားပြီပေါ့เนาะဟုတ်ပြီဒါဆိုရင်နောက်ဆုံးအနေနဲ့ကျွန်တော်ဘာလုပ်လို့ရသေးလဲဆိုရင်ကျွန်တော်တို့ဒီ admin app ကနေပြီးတော့မှကျွန်တော်တို့ဒါပေါက်တီးထည့်ပြီးတော့မှရောစားစင်းကြည့်ရတဲ့ပုံစံကိုကျွန်တော်ဆက်ပြီးပြပေးမယ်เนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ပေါက်တီးထည့်မယ်ဆိုရင်ကျွန်တော်တို့အပေါ်မှာ menu button လေးရှိတယ်အဲ့ထက်မှာကျွန်တော်တို့ဒီမှာ track နဲ့ထည့်ရဆိုရရှိပါเนาะအဲ့ထက်ဝင်လိုက်ပါเนาะပြီးလို့ရှိရင်အောက်မှာကျွန်တော်တို့ကအပေါင်းလေးကိုနှိပ်လိုက်ပြီးရင်ကျွန်တော်တို့ဘယ်အချိန်အတွက်ထည့်မှာလဲပေါ့เนาะမနက်ပိုင်းအချိန်အတွက်ထည့်မှာလားညနေပိုင်းအချိန်အတွက်ထည့်မှာကျွန်တော်ကအခုကမနက်ပိုင်းကိုဖွင့်ထားပြီးတော့မနက်ပိုင်းအချိန်အတွက်ထည့်လိုက်မယ်เนาะကျွန်တော်ဒီမှာ track နဲ့ကိုကျွန်တော်30လို့ထားလိုက်ပါမယ်เนาะပြီးတော့သိမ့်မယ်ဆိုနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်က track နဲ့30ထည့်လိုက်ပြီးတကယ်လို့ကိုထည့်လိုက်တဲ့ track နဲ့ကိုမှားထည့်ပြီးဆိုလည်းပြန်ဖြတ်လို့ရပါเนาะဖြတ်ပြီးမှတစ်ပြန်ထည့်လို့ရတယ်ပြီးရင်ကျွန်တော်ဟုတ်ပြီးကျွန်တော် ledger တို့တစ်ချက်သွားကြည့်အောင်เนาะလေကြောင်းတစ်ချက်သွားကြည့်မယ်ဆိုရင်30ဒီ15500ဘူးပါပါတယ်เนาะဒီမှာဆိုရင်တစ်ခါတည်းပြောမှာအဝိုင်းဟိုင်းလက်မီလေးနဲ့ဒီလေကြာထဲမှာဘယ်ကနေဘလောက်ဖို့ပါဆိုတော့ကျွန်တော်ကြည့်လို့ရတယ်ပြီးရင်ကျွန်တော်တို့ပြီးသွားပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ break ထဲကိုဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကို break ဖြတ်ထားတဲ့30ဒီဘလောက်ဖို့ပေါက်တီးပါဆိုတော့ကျွန်တော်တန်းသိနိုင်မှာဖြစ်တယ်เนาะအဲ့ခါကျရင်တော့ကျွန်တော်တို့စောစောကစီးရင်ပေါင်းကပြောင်းသွားပြီပေါ့เนาะဘယ်လိုပြောင်းသွားလဲဆိုတော့ကျွန်တော်တို့ကဒီမှာစုစုပေါင်းကျွန်တော်တို့ရောင်းကြီးဥမှာ corner ဘယ်လောက်ရှိတယ်ပေါ့เนาะအဲ့တော့ corner ကျွန်တော်တို့ဘယ်လောက်ရှိတယ်အဲ့မှာကျွန်တော်ပေါက်တီးက9000မို့ဆို4သိန်းပေါ့เนาะ4သိန်းနဲ့ကနေပြီးတော့မှကျွန်တော်တို့ရဲ့ဒီရောင်းကြီးကိုနှုတ်ထားလိုက်မယ်ဆိုရင်ကျွန်တော်အရှုံးပြတယ်ပေါ့နော်ဒီမှာ2သိန်းနဲ့မှာ1000နဲ့မှာ460ကျွန်တော်အရှုံးပြတယ်အဲ့တော့ဒီစင်းကိုကျွန်တော်ကဒါစေ့ကိုနှိပ်ပြီးသိမ်းပေးဖို့လိုတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီစေ့ပေါ်တော့မနှိပ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီစင်းချုပ်မှာတခါတည်းဒီ break အရှုံးမြတ်ကိုပြပေးမှာမဟုတ်เนาะအဲ့တော့ကျွန်တော်တို့ဒီစေ့ပေါ်တော့လေးကိုနှိပ်ပေးဖို့လိုတယ်ဒါဆိုရင်တော့ကျွန်တော်တို့ break စင်းကိုသိမ်းလိုက်ပြီးဖြစ်တဲ့ကြောင့်မို့ကျွန်တော်စင်းချုပ်မှာလည်းဒီ break အရှုံးမြတ်ကိုပါထက်တွက်ပြီးတော့ပြပေးမှာဖြစ်ပါတယ်เนาะဟုတ်ပြီတော့ကျွန်တော်တို့ဒါကျွန်တော် break ထဲမှာအရှုံးမြတ်ကိုကြည့်တာပေါ့နော်ပြီးရင်ကျွန်တော်စင်းထဲကိုတစ်ချက်သွားကြည့်အောင်เนาะအဲ့တော့စင်းထဲမှာဆိုရင်ကျွန်တော်တို့ဒါတော့စေကတော့ဖိုးချစ်ပဲစင်းရှိတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ဖိုးချစ်စင်းကိုပဲတစ်ချက်ပြပေးမယ်เนาะအဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ကသူ့ရဲ့ထိုးကြီးကဘယ်လောက်ကော်မရှင်ကဘယ်လောက်ကော်နိုပီဘယ်လောက်ကျန်တယ်အဲ့တော့သူ့ရဲ့ပေါက်တီးကဘယ်လောက်ဖို့ပါတယ်ပေါ့နော်ဥပမာပေါက်တီးဒီကျွန်တော်တို့ကဒီမှာသူပါတယ်နှုံးသားဒီ15500ဘူးပါတယ်ပေါ့နော်ကျွန်တော်15500ဘူးပါတယ်အဲ့တော့သူ့ရဲ့တမှာသူ့ကိုကျွန်တော်ကရောသား80ပေးထားတဲ့ခါကျတော့15500ကိုကျွန်တော်တို့က80နဲ့မြောက်လိုက်ဆိုရင်12သိန်းနဲ့မှာ4000လောက်ရှိမယ်ပေါ့နော်အဲ့ထက်မှာသူ့ရဲ့ထိုးကြီးကိုနှုတ်လိုက်မယ်ဆိုတော့သူက9သိန်း9000ကျော်လောက်သူအမျက်ရှိတယ်ပေါ့နော်အမျက်ကျန်တယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တူးချင်းစီလာကျွန်တော်တို့အရှုံးမြတ်စင်းကိုကြည့်လို့ရတယ်ဒါဆိုရင်ကျွန်တော်တို့ကထွက်ကနေက30ဖိုးချစ်ဆိုတဲ့စင်းကသူ့ရဲ့အမျက်ကကျွန်တော်တို့က9သိန်း9000နဲ့မှာ9000တည်းဒါဆိုရင်ကျွန်တော်ဒိုင်ကသူ့ကို9သိန်း9000 sorry 9သိန်း9000 9000တည်းရောရမယ်ပေါ့ဗျာဒီလိုမျိုးကျွန်တော်တက်လို့ရမှာဖြစ်ပါတယ်နော်အဲ့တော့ပြီးလို့ရှိရင်ကျွန်တော်အချုပ်ထဲကိုဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါဆိုရင်မနက်ပိုင်းပေါ့နော်မနက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ရဲ့ဒါရောင်းကြီးကဘယ်လောက်ပြီးလို့ရှိရင်ကော်မရှင်ကဘယ်လောက်ကော်နိုပီဘယ်လောက်ကျန်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရောရတဲ့ပေါက်တီးကဘယ်လောက်ဖိုးရောရ15500ဘူးဆိုတော့ကျွန်တော်တို့ရဲ့ဒါမနက်ပိုင်းကတော့ဒါအရှုံးပြတယ်ပေါ့နော်ကျွန်တော်တို့မနက်ပိုင်းရောင်းကြီးနဲ့ကျွန်တော်တို့ရောရတဲ့ဟာနဲ့တွေ့ရင်ကျွန်တော်တို့ဒါအရှုံးပြတယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့အချုပ်ထဲမှာလည်းကိုယ့်ရဲ့ TS စာအရှုံးမြတ်ကိုကြည့်လို့ရပါတယ်နော်အဲ့တော့ဒါအစင်းကတော့ကျွန်တော်တို့ကိုယ့်ရဲ့အောက်ကဒီကော်မရှင်တွေတူးချင်းစီလာကျွန်တော်တို့ဒီရောစားစင်းတွေကိုကြည်တာအချုပ်ကကျတော့ကျွန်တော်တို့ရဲ့ဒီတရက်တာဒီမနက်ပိုင်းအတွက်ကျွန်တော်တို့ညနေပိုင်းအတွက်ကျွန်တော်တို့အချုပ်ပေါ့နော်အချုပ်စင်းကိုကြည်တာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့မိမိစင်းကကျတော့ဘာကိုကြည့်ရလဲဆိုတော့ကျွန်တော်တို့ဒီတပတ်ပေါ့နော်ဒီတပတ်အတွင်းမှာကျွန်တော်တို့ဘယ်ရက်ကတော့ကျွန်တော်တို့မနက်ပိုင်းအတွက်ဘယ်လောက်အရှုံးမြတ်ရှိတယ်ညနေပိုင်းအတွက်ဘယ်လောက်အရှုံးမြတ်ရှိတယ်တပတ်စာကျွန်တော်တို့ကအရှုံးမြတ်ဘယ်လောက်ရှိတယ်ဆိုတော့သူကပြပေးတာဖြစ်ပါတယ်နော်ကျွန်တော်တို့ကော်မရှင်နဲ့ဝင်ကြည့်လိုက်မယ်ဆိုရင်တူတူပဲကျွန်တော်တို့ဒီစီးရင်ပေါင်းဝင်ကြည့်လိုက်မယ်ဆိုရင်ဒါဖိုးချစ်ရဲ့ဒါတပတ်စာပေါ့နော်တပတ်စာသူ့ရဲ့စီးရင်ချုပ်ကိုကျွန်တော်ကပြန်ကြည့်ပေးလို့ရမယ်ဥပမာတပတ်စာဒီဖိုးချစ်မှာမနက်ပိုင်းဘယ်လောက်ဖိုးပါတယ်ညနေပိုင်းဘယ်လောက်ဖိုးပါတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်မနက်ပိုင်းသူ့ရဲ့အမြတ်ပေါ့နော်ဒီလို့ရှိရင်အောက်မှာဆိုလို့ရှိရင်ဒါမနက်ညနေပေါင်းပေါ့နော်အရှုံးမြတ်ပြပေးတာတရားချင်းစီလိုက်အရှုံးမြတ်ကိုလည်းပြပေးတယ်မနက်ပိုင်းညနေပိုင်းအရှုံးမြတ်ကိုလည်းပြပေးတယ်ပြီးရင်ကျွန်တော်တို့တပတ်စလုံးရဲ့စင်းမောင်းလည်းပြပေးတော့ဒီမှာဆိုရင်တပတ်စာဆိုတဲ့နေရာမှာကျွန်တော်တင်းလာနေရနေပြီးတောက်ကြနေထီပေါ့နော်သူက software ကအလိုလျောက်ထုတ်ပြီးတွက်ပြီးတာကျွန်တော်ဒီမှာဆိုတောက်ကြနေဆိုရင်ဒါ19ရက်နေ့20နှစ်နောက်တစ်ပတ်ဆို22ကနေစမယ်ပေါ့နော်22ရက်နေ့ကနေပြီးတော့မှစပြီးတော့မှသူနောက်တစ်ပတ်စာစင်းကိုပြန်ပြီးတော့မှပြပေးမှာဖြစ်ပါတယ်နော်ဒါကကျွန်တော်တို့ဒီ admin ဘက်ကနေပြီးတော့မှဒီစင်းတွေအချုပ်တွေမိမိစင်းတွေကိုကြည့်ရတဲ့ပုံစံဖြစ်ပါတယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ထပ်ပြီးတော့မှဒီ user app မှာsorry seller app မှာလည်းတစ်ချက်ကြည့်အောင်နော် seller app မှာဆိုလို့ရှိရင်သူတင်ပေးထားတဲ့စင်းတွေထဲမှာထိုးထားတဲ့မှာဘယ်သူကတော့ဘယ်လောက်ဖိုးပါတယ်နော်ဘယ်သူကတော့ဘယ်လောက်ရောရမယ်ဘယ်သူကတော့ဘယ်လောက်မြတ်တယ်ဘယ်သူကဘယ်လောက်ရှုံးတယ်ဆိုတော့ကြည့်လို့ရမယ်ကျွန်တော်ဒီမှာဆိုရင်အမြတ်ဆိုရင်တော့ကျွန်တော်ကရောရမှာပေါ့ဗျာသူတော့အရှုံးဆိုရင်တော့သူ့စီကကျွန်တော်ရမှာပေါ့နော်ဒီလိုမျိုးကျွန်တော်တွက်လို့ရတယ်နော်ဒါလည်းကျွန်တော်တဦးချင်းစီရဲ့ဒါမနက်ပိုင်းစင်းတဦးချင်းစီရဲ့ရှုံးမြတ်ကိုကြည့်ပေးတာဖြစ်ပါတယ်နော်အချုပ်ထဲကတော့ကိုယ့်ရဲ့ဒါမနက်ပိုင်းကျွန်တော်တို့ရဲ့ရောင်းကြီးအရှုံးမြတ်ပေါ့နော်ဒါကတော့ break မပါဘူးပေါ့နော်ဒါကတော့ break မပါဘူးကျွန်တော်တို့ကသူက break ဖြတ်ခွင့်မပေးထားကြောင်းမို့
သူ့ရဲ့ဒါတရက်စာပေါ့နော်ကျွန်တော်အရှုံးမြတ်ကိုသူကပြပေးတာဖြစ်ပါတယ်နော်ဒီမနက်ပိုင်းဒါတော့သူအရှုံးမြတ်နဲ့တော့မဆိုင်ဘူးပေါ့နော်ဒါကတော့သူဒီတိုင်းကျွန်တော်တို့ကကြည့်လို့ရအောင်ထည့်ပေးထားတာဖြစ်ပါတယ်နော်သူမနက်ပိုင်းရောင်းကြီးဘယ်လောက်ရှိတယ်ပေါက်တီးဘယ်လောက်ပါတယ်ဘယ်လောက်ရှုံးတယ်ဘယ်လောက်မြတ်တယ်ဆိုတာသိအောင်လို့ကျွန်တော်ပြပေးဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်မိမိစီးရင်ပေါ့နော်မိမိစီးထဲမှာဆိုရင်တော့ကျွန်တော်တို့ကမနက်ပိုင်းအတွက်ကျွန်တော်တို့ကရောင်းကြီးကဘယ်လောက်ကော်မရှင်ကဘယ်လောက်ပေါ့နော်အဲ့တော့ကျွန်တော်တပတ်စာပေါ့နော်ကျွန်တော်တင်းတန်နေတောက်ကြနေဒီရောင်းကြီးကဘယ်လောက်ရှိတယ်ကော်မရှင်ကဘယ်လောက်ရှိရဲဆိုတာကိုဒါသူရမယ်ကော်မရှင်ကတွေကိုကျွန်တော်တို့တစ်ခါတည်းသိအောင်ကြည့်ပြီးလို့ရပါတယ်နော်အဲ့တော့ဒီစင်းပေါင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကိုဆိုတဲ့လူရဲ့စင်းပေါင်းပေါ့နော်ဒါဆိုလို့ကိုဆိုတဲ့ထိုးသားရဲ့စင်းပေါင်းကိုတပတ်စာကျွန်တော်အချုပ်အနေနဲ့ပြပေးထားတာဖြစ်ပါတယ်နော်တပတ်စာကျွန်တော်တို့တရက်ချင်းစီလိုက်သူ့ရဲ့မနက်ပိုင်းအရှုံးရှိတယ်သူ့ရဲ့အမြက်ကဘယ်လောက်ဒီမှာဆိုဒါကိုကတော့မနက်ပိုင်းအရှုံးပေါ့နော်အဲ့တော့ဒီမှာဆိုရင်မမောင်ကြည့်လိုက်မယ်ဆိုရင်မမောင်ကကျတော့သူကမနက်ပိုင်းဒါအမြက်တယ်ပေါ့နော်8900ဒါသူ့ရဲ့အမြက်ပေါ့နော်ဒီလိုမျိုးကျွန်တော်ကတူးချင်းစီရဲ့ဒါအရှုံးမြက်တွေကိုကျွန်တော်ကြည့်လို့ရမှာဖြစ်ပါတယ်နော်အဲ့တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီနောက်ဆုံးဒီ copy edit ဆိုတဲ့ button လေးကဘာအတွက်သုံးတာလဲဆိုရင်ကျွန်တော်တို့ဒီ copy UV ထည့်တဲ့အခါမှာပေါ့နော်ကျွန်တော်တို့ဒီတချို့ software တွေကကျွန်တော်တို့ software မှာလည်းပါတယ်တခြား software မှာလည်းတူပေါ့နော်တချို့ပုံစံတွေကိုလက်မခံနိုင်ဘူးပေါ့နော်ဥပမာကျွန်တော်ဆိုကြပါစို့ကျွန်တော်ဒီထဲမှာကျွန်တော်ဆိုကြပါစို့ကျွန်တော်ကတခုပြလိုက်မယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်copy UV ထည့်လိုက်မယ်နော်ဒီ copy edit ကိုထည့်လိုက်မယ်ကျွန်တော်ဒီမှာစောစော copy လိုက်ထည့်လိုက်တဲ့အခါမှာကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ကဆိုကြပါစို့ဒီ comma လေးတွေပါတယ်ပေါ့နော်အဲ့ comma လေးတွေကတချို့ပုံစံတွေဆိုရင်ကျွန်တော်တို့ software က copy ထည့်လို့မရဘူး။မဲ့တဲ့အခါကျဒီ comma လေးတွေကိုကျွန်တော်တို့က full stop ပြောင်းနေတယ်ပေါ့နော်။ပြောင်းနေတယ်ဆိုကျွန်တော် science တဲ့နေရာမှာကျွန်တော်တို့ပြောင်းနေတဲ့ဟာပေါ့နော်။ကျွန်တော် comma ပြောင်းနေတယ်ဆို comma လေးထည့်ပေးလိုက်ပေါ့နော်။ပြီးရင်ကျွန်တော်တို့ဘာနဲ့အစားထိုးမလဲ full stop နဲ့အစားထိုးမယ်ဆိုရင်ကျွန်တော်က full stop လေးထည့်ပေးလိုက်။ပြီးရင်အစားထိုးမယ်ဆိုတော့လေးနှိပ်လိုက်နော်။ဒါဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင် comma ရှာမတွေ့ပေါ့နော်။ကျွန်တော် comma ကျွန်တော် keyword မတူလို့ရှာမတွေ့ရပါတော့။အဲ့တော့ဟုတ်ပြီကျွန်တော်ဒီမှာဆိုရင်စားတော့မှဆိုနေလိုက်ဒီမှာပြောင်းသွားမယ်ပေါ့နော်ဥပမာကျွန်တော်တို့ကဒီမှာဖွေပူးနေရာမှာဒုတ်ချောင်းလေးပါပါနော်အဲဒုတ်ချောင်းလေးကိုကျွန်တော်တို့ကဖြတ်ချင်တယ်ဆိုရင်ကျွန်တော်ဒီမှာဒုတ်ချောင်းလေးကိုထည့်လိုက်ပြီးရင်ကျွန်တော်တို့ဖြတ်ချင်တဲ့ဟာကိုအစားထိုးမှဆိုနေလိုက်ဒါဆိုရင်သူကခွေပူးမှာဒီမှာဒုတ်ချောင်းလေးမရှိတော့ဘူးနော်ပြောချင်တာကကျွန်တော်တို့မှပြင်ကျင်တဲ့ဟာရှိရင်ကျွန်တော်ဒီနေရာမှာထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာပြင်ကျင်တဲ့စာသားမှာ minus ကိုညီမကြီးပြောင်းနေဆိုကျွန်တော် minus တွေထည့်လိုက်ပြီးညီမကြီးဒီနေရာမှာညီမကြီးလေးထည့်လိုက်ပြီးရင်ကျွန်တော်အစားထိုးမယ်ဆိုလေးနေလိုက်နော်ဒါဆိုရင်ကျွန်တော်တို့ minus တွေကနေပြီးတော့မှညီမကြီးဖြစ်ပြောင်းသွားလိမ့်မယ်နော်ဒီလိုမျိုးလေးပြောင်းသွားမှာဖြစ်ပါတယ်နော်အဲ့လိုမျိုးလေးပေါ့နော်ကျွန်တော်ဒီမှာ paste လုပ်လိုက်မယ်ကျွန်တော်မြင်းဆောင်လေးတွေပါတယ်မြင်းဆောင်လေးကိုကျွန်တော်က full stop ပြောင်းနေတယ်ဆိုရင်ကျွန်တော်မြင်းဆောင်ပြီးတော့အစားထိုးရင်စသမှာ full stop ထည့်မယ်ပြီးရင်အစားထိုးမနေလိုက်မယ်ဒါဆိုရင်မြင်းဆောင်လေးတွေက full stop ပြောင်းသွားပြီပေါ့နော်အဲ့တော့ဒီမှာ star လေးတွေပါတယ် star လေးကိုလည်းကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့ full stop လေးပြောင်းနေတယ်ဆိုရင် full stop လေးနဲ့အစားထိုးမနေလိုက် star လေးတွေက full stop ပြောင်းသွားလိမ့်မယ်နော်ဒီတိုင်းပဲကျွန်တော်တို့လိုချင်တဲ့ပုံစံတစ်ခုချင်းစီလိုက်ပြင်စရာမလိုဘူးနော်ပုံမှန်ဆိုကျွန်တော်တို့ကဒီနေရာမှာ full stop တွေကထောက်ပါတော့ star တွေကဒီတစ်ဆောင်လုံးမှာပါနေတစ်ခုချင်းစီလိုက်ပြင်နေရကျွန်တော်မလွယ်ဘူးပေါ့နော်လွယ်တဲ့အခါကျကျွန်တော်အခုလိုမျိုးဒီ copy edit tool လေးကိုသုံးပြီးတော့မှကျွန်တော်တို့ဒီကိုပြင်ကျင်တဲ့ဟာကိုအစားထိုးလိုက်တာနဲ့တစ်ချက်တည်းပေါ့နော်ကျွန်တော်တို့ကတခါဒီရှိသမျှစင်းထဲမှာရှိတဲ့ဟာတွေအကုန်လုံးပြင်ပြီးတော့မှာဖြစ်ပါတယ်နော်ဒီပုံစံနဲ့လေးပြင်ပြီးသွားပြီဆိုရင်ကျွန်တော် copy ဆိုလေးနှိပ်ပြီးတော့မှကျွန်တော်တို့ဒီစင်းမှာသွားပြီး paste လုပ်မယ်ဆိုရင်ပို့ပြီးတော့မှကျွန်တော်တို့အချိန်ကုန်တက်တာမယ်ပေါ့နော်လှုပ်ရှုပ်လို့တက်တာမှာဖြစ်ပါတယ်နော်ဒါလေးကကျွန်တော်တို့ဒါ user seller app မှာပါတဲ့ copy edit button လေးကိုသုံးရတဲ့ပုံစံလေးကိုကျွန်တော်ပြပြဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒါဆိုရင်ကျွန်တော်မနက်ပိုင်းပြီးသွားပြီပေါ့နော်မနက်ပိုင်းတက်ပြီးသွားပြီဆိုရင်ကျွန်တော်ကဒီရောင်းချင်သက်မှတ်တယ်ဝင်ပြီးတော့မှကျွန်တော်ဒီဟာကိုပိတ်လိုက်မယ်နော်မနက်ပိုင်းကိုပိတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာရောင်းချင်ပိတ်သွားမှာဖြစ်ပါတယ်เนาะရောင်းချင်ပိတ်ထားမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ seller app မှာတွားကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရောင်းချင်ကပိတ်ထားမှာဖြစ်ပါတယ်ပိတ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရောင်းချင်ပိတ်ထားသူကဒီစင်းရသွင်းလို့မရတော့ဘူးเนาะကျွန်တော်တို့ကိုယ့်ရဲ့အောက်ကထိုးသားတွေကစင်းတွေသွင်းလို့မရတော့ဘူးပြင်လို့လည်းမရတော့ဘူးเนาะကျွန်တော်ဒီလိုမျိုးလေးလုပ်ပေးထားပါတယ်เนาะတကယ်လို့ဒီနေရာမှာကျွန်တော်မနက်ပိုင်းကိုရောင်းချင်ပိတ်ပြီးညနေပိုင်းကိုကျွန်တော်တို့ရောင်းချင်ပြန်ဖွင့်လိုက်မယ်เนาะကျွန်တော်တို့ညနေပိုင်းကိုကျွန်တော်ကဒီမှာရောင်းချင်လေးဖွင့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာဖွင့်လိုက်မယ်ဆိုကျွန်တော်ဖွင့်တဲ့အချိန်ကိုသူက auto ပြပြီးတော့เนาะညနေရောင်းချင်ဖွင့်တာပါသည်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီမှာ seller app မှာလည်းညနေကိုကျွန်တော် auto ရောင်းချင်ဖွင့်ပြီးတော့မှာဖြစ်ပါတယ်เนาะဟုတ်ပြီဒါတော့ကျွန်တော်တို့ဒီ admin back ကနေပြီးတော့မှရောင်းချင်ဖွင့်ပိတ်ကိုပြောင်းလိုက်တဲ့ပုံစံဖြစ်ပါတယ်เนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်ထပ်ပြီးတော့ဘာလုပ်လို့ရဆိုကျွန်တော်ဒီ commission ထဲမှာဆိုကြပါဆိုကျွန်တော်ဒီမှာဒီ project ဆိုတဲ့ commission ကိုကျွန်တော်တို့ကဒီသူ့ရဲ့ account ကိုကျွန်တော်ခဏပေါ့ယာယီပိတ်ထားလိုက်မယ်เนาะဒီမှာ account stack ကိုပိတ်ပြီးတော့မှစေ့ထားလိုက်မယ်ဆိုရင်သူ့ဘက်မှာဘယ်လိုမျိုးပြလဲဆိုတော့ကျွန်တော်ဒီချက်ပြပေးမယ်เนาะသူ့ဘက်မှာကျွန်တော်တို့ဘယ်လိုပြလဲဆိုရင် तू ကဒီ account ယာယီပိတ်ထားသည်ဆိုပြနေပြီပေါ့เนาะပြပြီး तू ကသုံးလို့သူမရဘူးပေါ့เนาะကျွန်တော်ယာယီပိတ်ထားတဲ့ကြောင့်မို့ तू ကနန်းနေတင်လို့ရမှာမဟုတ်ဘူးပေါ့เนาะဒါကျွန်တော်တို့ဒီမှာပြပေးထားပါတယ်ကျွန်တော်ဒီမှာ account ယာယီပိတ်ထားပါသည်ဆိုပြီးတော့ तू ကဘာမှလုပ်လို့မရဘူးเนาะ तू စင်းနေကြည့်ပဲကြည့်လို့ရပါမယ်เนาะပိတ်ထားလို့မရပါဘူး तू ကကျွန်တော်တို့ထည့်လို့မရပါဘူးเนาะစ
စင်းနေထဲမှာဆိုရင်သူကထဲလို့မရပါဘူးเนาะယာယီပိတ်ထားတဲ့အတွက်ကြောင့်မို့သူ့ဘက်ကနေပြီးတော့မှကျွန်တော်တို့ပြန်ပြီးတော့မှဖွင့်ပေးမှသာလျှင်သူ့အကောင့်ကငကိုတိုင်းပုံမှန်တိုင်းပြန်ပြီးသုံးလို့ရမှာဖြစ်ပါတယ်เนาะတကယ်လို့လုံးဝကိုအပြီးဖြတ်လိုက်မယ်ဆိုရင်တော့လုံးဝသူ့အကောင့်ကလုံးဝပြန်ထွက်သွားပြီးတော့မှ app ကပြန်ထွက်သွားပြီးတော့မှသုံးလို့ရမှာမို့တော့เนาะဒီမှာဆိုရင်သူကဖွင့်ပေးလိုက်တဲ့ချိန်ကျရင်တော့ကျွန်တော်တို့ကပုံမှန်တိုင်းပဲစင်းနေပြန်ပြီးထည့်လို့ရမှာဖြစ်ပါတယ်เนาะနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ဒီ admin app မှာပေါ့နော်အပေါ်မှာ send button လေးရှိပါတယ်ဒီကောင်လေးကဘာလုပ်လဲဆိုကျွန်တော်တို့ဒီပေါ့နော်အကြောင်းတစ်ခုအကြောင်းပေါ့နော်ကိုယ့်ရဲ့အောက်က commission တွေကိုအတိပေးနေတာလေးတစ်ခုရှိရဆိုရင်ဒီနေရာမှာကျွန်တော်တို့ကအခုထည့်ချင်တဲ့စာကိုရိုက်ထည့်လို့ရရင်နော်ကျွန်တော်တို့ဒီမှာဥပမာထားပါတော့ကျွန်တော်ဒီလိုစာလေးပေါ့နော်ဥပမာနမူနာထည့်ပြပေးရပါတော့ပြီးရင်ကျွန်တော်တို့ send ဆိုလေးနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ထည့်လိုက်တဲ့ဒီစာ message ဒီကျွန်တော်တို့ဒီ seller app မှာသွားပြီးတော့မှပြပေးမှာဖြစ်ပါတယ်နော် seller app မှာသူသွားပြီးပို့မှာဖြစ်ပါတယ်โอเคလောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ 2D POS online software ရဲ့ဒီ software ဘယ်လိုသုံးရမလဲဆိုတာရဲ့ဒီ software မှာပါတယ် fashion လေးတွေကိုအသေးစိတ်ကျွန်တော်သိလောက်ပြီလို့ထင်ပါတယ်ကျွန်တော်စီမှာဒီ online software app မယ်ဆိုလို့ရှိရင်ကိုထည့်ခြင်းတဲ့ logo ပေါ့နော်ကိုထားခြင်းတဲ့ logo တွေ app name တွေကိုကျွန်တော်တို့ကထည့်သွင်းပြီးတော့မှကျွန်တော်တို့လက်ခံပြီးတော့မှရေးဆွဲပေးမှာဖြစ်ပါတယ်เนาะကျေးဇူးတင်ပါတယ်